အားလုံးပဲမင်္ဂလာပါရှင်။ The Two Audio Book Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုပါရရှင်။ကျမတို့ရဲ့ channel ကနေဒီနေ့မှာပရိသတ်တွေကိုတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးသူစုမြတ်မွန်မွန်ရေးသားထားတဲ့မောင်သဘောဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းတစ်ကိုနားဆင်ရမှာပါ။ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးကြပါအောင်နော်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်ပါ။ကျမကတော့တင်ဆက်သူစုလိုက်မယ်ဖြစ်ပါရရှင်။မမေရေဒီမှာလာကြည့်ပါဦး။စားကျင်စရာမကောင်းဘူးလား။နန္ဒာရဲ့အော်တန်ချိန်ကြောင့်ဒုံမြင့်စုကအနားရောက်လာပြီးငုံကြည့်လိုက်စားကျင်စပွဲကောင်းစွာမွေးပြက်နေတဲ့ပီဇာအချက်ကြီးကိုတွေးလိုက်ရတယ်။မြည်ကြည့်ပါဦးမမေ။အေးဟဲမြင်တာနဲ့ကောင်းမဲ့ပုံပဲ။သားရဲ့မိဟာဟိုတယ်မန်နေဂျမန့်တက်လာတာမှဟုတ်ရဲ့လား။စဖိုမှုတင်တဲ့များတက်လာသလားဟဲ။မမေရဲ့စကားကြောင့်မင်းနန္ဒာတဟားဟားနဲ့အော်ရီတယ်။မမေပြောလေပြောချင်စရာပဲ။သူကကျောင်းကပြန်ရောက်လာကြတဲ့ကမိဘတစ်ပေါင်းမုတ်တမျိုးမျိုးလှုပ်ကျွေးနေချဖြစ်ပါတယ်။သူလှုပ်ကျွေးတဲ့မုတ်တွေကလည်းအရသာပထမတန်းစားဖြစ်တောင်ဘယ်သူကမှမငင်းနိုင်ဘူးဟုတ်ပါတယ်မိမိကမယုံရင်သားရလာခဲ့တဲ့ဒီပလိုမာလက်မှတ်ကိုကြည့်လိုက်ပါကျောင်းက course ထဲမှာဒါရီလဲပါတယ်မိမိကသားငကူကလေဝါသနာပါတော့တော်တင်ထားတာလေးရှိတာပေါ့ဒီပုံစံမျိုးနဲ့ဆိုရင်ကော်ဖီဆိုင်ကောင်းကောင်းတော့ဖွင့်လို့ရနေပြီနော်အေးလီအဲ့ဒါမျိုးဖွင့်ကြလဲဖွင့်မို့သူများတွေကိုယ်တိုင်တော့တက်တာမှမဟုတ်တာသားရဲ့ရည်ချင်းမျိုးစင်ပယ်ခံခွဲပုံမျိုးနဲ့ဆိုရင်အောင်မြင်မှသေးကြတယ်သူ့အမေကသူ့ကိုအထင်တကြီးနဲ့ပြောဆိုနေမင်းနန္ဒာတဟားဟားနဲ့ရှိမောနေမိတယ်။တကယ်တော့သူဟာလူပြောတဦးပဲဖြစ်ပါတယ်။သူ့မျက်နှာအစင်တစ်ဖြစ်ပြုံးနေတတ်ပြီးဘသူ့ကိုမဆိုဖော်ရည်ကူညီတတ်တာမို့ခင်မင်သူတွေလည်းမရှားပါဘူး။သူကဒီမှာကျောင်းပြီးသွားတဲ့အခါမှာစင်ကာပူမှာဟိုတယ်မန်နေဂျမန့်ဒီပလိုမာကိုသွားယူလာခဲ့တယ်။အဲ့ဒီဘာသာရက်ကိုဝါသနာပါတာကြောင့်လေးလာခဲ့တာဖြစ်ပြီးအခုချိန်ထိတော့ဘာလို့ရမဲဆိုတာတီတီချက်ချက်မဆုံးဖြတ်သေးဘူး။ဟိုတယ်တစ်ခုလုံးကိုစီမံကုခဲ့တဲ့ဘာသာရက်ကိုတင်ယူလေ့လာခဲ့တာကြောင့်ဟိုတယ်မှာပဲအလုပ်ဝင်ရမလားကိုပိုင်စားတော့ဆိုင်ပဲခွင့်ရကောင်းမလားစဉ်းစားနေတော့မေးအခုလောလောဆယ်မှာတော့မုတ်တီတစ်မျိုးပြီးတစ်မျိုးသာလှုပ်လျက်ပြောမွေ့နေတာဖြစ်ပါတယ်အေးစေးပေါ့မေမေရဲ့မရှိလို့လှုပ်စားတာဘာဖြစ်လို့အရေးတွေကြီးနေမှာလဲကဲမေမေစားလာအောင်ဒါချူးချူးစီသွားအောင်မေအိမ်မှာအမေကိုလှုပ်ကျွင်းလို့အားမရတာနဲ့နေကြော်ပြီးသူများတွေကိုပါကြွေးဦးမေပေါ့လေဟေးသူတို့ကတားလိုက်ရကောင်းနေဆိုတာမယုံကြဘူးလေအဲ့ဒါကြောင့်သွားကြွားမလို့ကဲမေမေစားဒါရေးသွားချိုးလိုက်အောင်မေချိုးအကြာကြီးလဲချိုးမနေနဲ့ဦးအေးပတ်နေအောင်မေသူ့အမေကသူ့ကိုဒီရွယ်ထိအစိုးရင်ကြီးတော့မေသူကမမေကိုနှာခေါင်းရှုပ်ပြောင်ပြကအိမ်အပေါ်တက်ကိုပြေးတက်လာခဲ့တယ်ပြီးရင်ရေချိုးခန်းထဲကိုဝင်ကရေချိုးအပြင်သွားဖို့ရာအတွက်တော့ထူးထူးထွေပြင်ဆင်ရတာမျိုးမရှိပါဘူးသူကအသားဖြူဖြူအယံမြင့်မြင့်မို့တော်ရင်အဝတ်စားနေနဲ့လိုက်ဖက်တယ်အခုလောလောဆယ်မှာတော့စပင်စတိုင်ကစင်ကာပူကကောက်လာခဲ့တဲ့ကိုရီးယားစတိုင်အကောင့်နဲ့မို့သူ့ပုံစံကကိုရီးယားမင်းသားလိုဘာလိုဖြစ်နေတယ်။မိကိုရောင်ဖြော့စပင်လှိုင်းလိတ်တွေနဲ့သူဟာအယိုးဆုံးနဲ့အဆန်းဆုံး fashion ဖြစ်တဲ့ black and white အတွဲဆက်ကိုသာဝတ်ဆင်လိုက်တယ်။ပြီးရင်တော့သူဟာအပြင်သွားဖို့အဆင်သင့်ဖြစ်ပြီးအမြဲတမ်းသုံးနေကြရည်မွေးဖြစ်တဲ့ပိုလိုကိုစွပ်ဖြဲမိသူကအပြင်ထွက်တိုင်းမပါမဖြစ်ဘောလက်နဲ့ဖုန်းကိုယူကအောက်ထက်ကိုလေကားတစ်တီကိုကြောကခုန်ဆင်းလာခဲ့တယ်။ဟဲ့သားဘာဖြစ်လို့ခုန်ဆင်းနေရလဲ။မတော်တဆပြုတ်ကြမှဖြစ်ကွယ်။မကြပါဘူးမမေရဲ့။ကဲသားတော့မယ်နော်။အေးကောက်ဂယူးဆိုင်မောင်းသားလေး yes မမီသူကမမေကိုပြောင်ဆက်နဲ့တတိဆွဲပြီးအလေးပြူးပြကအသင်းပြင်ထားတဲ့ပီဇာဘူးနှစ်ဘူးကိုယူကကားပေါ်တက်ပြီးတော့မောင်းထွက်လာခဲ့တယ်။အခုသူသွားမှာမိတ်ကန်အလှပြင်ဖန်နီးရှင်လောကရဲ့ဆရာကြီးတစုဖြစ်တဲ့ငါကြီးတဲ့ရဲ့အလှပြင်ဆိုင်ကိုဖြစ်ပါတယ်။အဲ့ဒီမှာသူ့တငယ်ချင်းမော်ရယ်မင်းသမီးပေါက်ဆရွှေချူးတန်သားကမိတ်ကပ်ပြင်နေတယ်။သူစင်ကာပူမသွားခင်ကတည်းကရွှေချူးကမာကြီးတန်းစီမှာပဲပြင်နေချဖြစ်တာကြောင့်ရွှေချူးကိုကူညီပေးရင်းနဲ့သူပါမာကြီးတန်းနဲ့ရင်းနှီးပါတယ်။သူဟာမာကြီးတန်းရဲ့အလှပြင်ဆိုင်ရှိကိုရောက်ရင်ကားကိုရက်ကပီဇာနှစ်ဘူးကိုဆွဲနေတဲ့ဆိုင်ထဲကိုဝင်လာခဲ့။ဆိုင်ထဲကိုသူဝင်လာတာမြင်တာနဲ့မျက်နှာတိမိမရှာလေးတွေကတဟိုင်းဟိုင်းနဲ့နှုတ်ဆက်ကြတယ်။သူကပီဇာနှစ်ဘူးကိုစပွဲပေါ်မှာချလိုက်တာနဲ့မိမရှာတယောက်ကဟေးယူမတွေ့ရကြပြီနော်လို့ဆိုကသူ့လက်ဖွားကိုဖြောင်းကနေလာရိုက်တယ်။သူကလည်းအားကြမခံပဲအေးကောင်မရဲ့မတွေ့ရတာကြားလို့လားမသိဘူး။ညီဝလာတယ်နော်လူပါတွေဟာဟာလူစိုးအချောက်ကသူ့ပခုံးတစ်ဖက်ကိုပြစ်တိုက်သွားတယ်။သူကတော့အဲ့ဒီလိုပဲရောက်တဲ့နေရာမှာပွဲစီအောင်နေတတ်တယ်။ငကူကမှပျော်တတ်သူအစားအနောက်တန်သူမလို့အချောက်တော်ရင်းရောက်သွားတယ်။သူကပါအချောက်ပုံစံအတိုင်းဖြစ်သွားတယ်။အချောက်တွေရဲ့ဟမ်ပန်စတိုင်အတိုင်းသူတို့ကိုပြန်နှောက်ရတာကသူ့အတွက်
ပျော်ရွှင်စရာတစ်ခုပါအချောက်တွေရလဲသူအဲ့လိုလှုပ်ပြရင်အင်မတန်ပျော်လင်းရှိကြတယ်ရွှေချူးမရောအထင်းပါလေအမေမိတ်ကလိန်ပေးနေတယ်ဝင်သွားလိုက်โอเคသူကလက်အသားပြကစလိုက်တော့ကိုတွန်းပြီးဝင်လာခဲ့တယ်အတွင်းခန်းထဲမှာမာကြီးသက်မရွှေချူးကိုမိတ်ကလိန်ပေးနေတယ်သူကလက်တစ်ဖက်ကိုအသားထောင်းကဟေးအသေးလုံးကြီးတွေနေကောင်းနေနော်ကောင်းပါအမေဒီဇိုင်းတင်နဲ့ကဖိုးချစ်ပါလားကေတင်နဲ့လမ်းလာကြည့်လားငါသားလေးရဲ့လမ်းဆိုနန္ဒာပဲလေမာကြီးတဲ့ရဲ့ကဲမာကြီးတဲ့နဲ့ရွှေချူးမတို့အတွက်ကျွန်တော်မျိုးပီဇာလောက်လာပါတယ်ခင်ဗျာဟေးပီဇာဒီကိုယ်တိုင်လောက်လာတာလားအစားတရေမှရွှေချူးကဝမ်းသာအားရထောက်အော်တယ်သူကဆိုဖာတစ်ခုမှဝင်ထိုင်လိုက်ရင်မှဒါပေါ့ငါလည်းရဘလောက်ကောင်းနေဆိုတာညီးစမ်းကြည့်လိုက်အတော်ပဲဘိုက်စာနေရနဲ့အမချူးကိုနှကန်းနေမစိုးပေးသေးနဲ့အောင်ချူးသူ့လက်ရပီဇာကိုမြည်ရုံမယ်မြည်ပါတော့မြည်ပါဟဲ့ပီဇာယူခဲ့ကြပါအောင်ဟဲ့မာကြီးတန်းကအော်လိုက်ရင်ကောင်မလေးတယောက်ကပီဇာရီကိုလှီးဖြတ်ပြီးတော့ပကံများတဲ့ထိတ်ကယူလာတယ်မာကြီးတန်းရောရွှေချူးရောကပီဇာကိုတကိုက်စီမြည်စမ်းပြီးကြတဲ့အခါမှာဝမ်းသာအားရထအော်ကြတယ်ဟေးကောင်းလိုက်တာနင်ပီဇာကော်နာတော့ဝင်လာတာမဟုတ်ပါဘူးနော်ထင်ရလိုက်တာသူပြောင်းအောင်များလက်ညိုးကိုမေးစီအောက်မှာကနွေကလေးကလှုပ်ပြတဲ့သူ့ပုံစံကိုရွှေချူးကပီဇာပလုတ်ပလောင်းနဲ့တဟားဟာအော်ရည်တယ်မာကြီးတန်းကတော့အိန္ဒြေရှင်တွေထုံးစံအတိုင်းပီဇာကိုမခိုးတရုပ်စားကခပ်ပြုံးပြုံးနဲ့သူ့အမေမေးခဲ့ဘူးတဲ့အတိုင်းမေးတယ်နေစင်ကာပူမှာတက်ခဲ့တာဟိုတယ်မန်နေဂျမန့်လားကုကင်းတင်တန်းလားဟဲ့ဟိုတယ်စီမံခန့်ခွဲမှုပညာပါဗျာမယုံလားအိမ်ပါလေမွေးသမီးခင်ကျေးဇူးရှင်ကမေးနေလို့ certificate ထုတ်ပြပြီးပြီဒါပေမဲ့ကျွန်တော်တို့တင်ရတဲ့ course ထဲမှာမုတ်လောက်တာတွေလည်းပါတယ်ဗျတင်တော့တင်ရတယ်အကြီးကျယ်တော့မဟုတ်ဘူးကျွန်တော်ကအစားအသောက်ဝါသနာပါတော့ကိုယ့်ဘက်ကိုသွားတင်ထားတာပါကောင်းလိုက်တာပီဇာကော်နာထက်တောင်ကောင်းသေးတယ်ဟဲ့နောက်ထပ်နေပါရီလုံးတက်သေးလဲလုံးတက်ပါတယ်တော်တော်များများပေါ့စားချင်တာကိုပြောကြည့်လေလုံးတက်ရင်လုံးကျွေးမယ်ဟိုကလေစပါဂက်တီရောရသလားအိုးမိုင်နာကိစ်ပဲအမလေးဟဲ့နင်တို့အစားတောက်ကြောင်ပြောကြမှာလားမိတ်ကပ်ပြင်ကြမှာလားကဲဟိုမမလေးစားလို့ဝိုင်းနှခမ်းနေဆိုတော့မယ်လားအော်ခဏလေးပါမေရဲ့ဒီမှာတစွန်းလားရွှေချူးကတန်ရိုးစင်မပြတ်စွာပီဇာဆက်စားနေတော့မှာပဲသူကမာကြီးတဲ့ရဲ့ဝစ်စုံတွေကိုရှောက်ဖွာတယ်ဝစ်စုံတစ်စုံကလှတာမို့သူကသဘောကျတယ်မာကြီးတန်ကျွန်တော်ဒီဝစ်စုံဝစ်ကြည့်အောင်မယ်ဟဲ့ဘာလို့အောင်ပါလဲဒီအယူလေးနေတော့ခဏလေးပါပြီးရင်မာကြီးတန်တို့ဖြူဖြူကြော်သိန်းတစ်ချင်းနဲ့ကပြမယ်လေဗျာမကောင်းဘူးလားမာကြီးတန်တော့ဘာမှမပြောရသည်ရွှေချူးကဝမ်းသာအားရနဲ့ထအော်ပါတယ်ဟုတ်တယ်ကောင်းနေနော်ဝစ်ပြပြီးရင်ရှက်ကီယာတစ်ချင်းနဲ့ကပြရမယ်ဒီလိုလေးတင်းလေးလှုပ်ပြီးတော့တွန်းပြရမယ်ရွှေချူးဆိုတဲ့မနိုင်စိမ်မလေးဟာထိုင်ရနေတောင်ထကတင်သားတွေလှုပ်ဝိုင်းပြီးတော့ကပြလိုက်သေးတယ်သူကမာကြီးတန်ကိုမျက်စိတစ်ဖက်မိတ်ပြကမာကြီးတန်ရဲ့ညနေခင်းဝစ်စုံကြီးကိုဆွဲချလာပြီးတဲ့နောက်အခန်းလုံးတစ်ခုထဲကိုဝင်ကပြီးရင်မှန်ထဲမှာသူ့ကိုယ်သူကြည့်ပြီးတော့သဘောကျနေတယ်ဖြစ်နိုင်ဒီဝစ်စုံကြီးနဲ့မိတ်ကပ်တွေရောင်စုံပြင်ပြီးတော့သူ့အမေကိုတော့မှစားနှောက်ချင်လိုက်သေးတယ်သူ့အမေကသမီးမိတ်ကလေးအင်မတန်လိုချင်သူဖြစ်ပါတယ်ဒါပေမဲ့သူတယောက်တောင်ခဲရခဲစင်မွေးထားရတာဖြစ်လေသမီးမိတ်ကလေးကိုတော့ချွေးမှပဲမျောလင့်စရာရှိတော့တယ်ဒါကြောင့်သူ့ကိုဆိုရင်မေမေကမိန်းမရှိဖို့လေအင်မတန်တိုက်တွန်းတယ်ဒါပေမဲ့လေသူ့မှာရီးစားလေးတယောက်တောင်မေရမရှိဘူးသူကလေအဲ့ဒါမျိုးတွေသိစိတ်မဝင်စားသူဟာသူပဲလူတွေကိုနောက်ဟဲပြောင်းဟဲနဲ့ပျော်နေဖို့သာအားတန်သူဖြစ်ပါတယ်သူဟာမိုးသားကောင်းဝင်ရှိကြီးကိုဝစ်ပြီးတာနဲ့အခန်းထဲကနေဝုန်းကနေထွက်လာကအချောင်းစတိုင်နဲ့ဟိတ်ကိုခဏနဲ့လေးခေါ်မိတယ်အဲ့ဒီမှာပဲမာကြီးတန်းတို့နဲ့အတူဆိုဖာပေါ်မှာထိုင်နေတဲ့မိန်းကလေးတယောက်ကပါသူ့ကိုဖြက်ခနဲမောကြည့်တာနဲ့ဆုံတယ်ဘလောက်မှမကြားလိုက်ဘူးသူနဲ့အဲ့ဒီမိန်းကလေးတို့နှလုံးချင်းဆုံတဲ့အချိန်မှာ20စက္ကန့်လောက်ပဲရှိမယ်လို့ထင်တယ်အဲ့ဒီ20စက္ကန့်အတွင်းမှာပဲသူဘာဖြစ်သွားလဲမသိပါဘူးလွတ်သွားတယ်လို့ခံစားရပြီးတဲ့နောက်သူ့ကိုယ်သူတော့မေ့တယ်လို့ဖြစ်သွားတယ်ရွှေချူးရဲ့အတန်ကြားတော့မှပဲတတိပြန်ဝင်လာတာဖြစ်ပါတယ်ဟဲမိုက်တယ်ကားပြတော့လေသူ့မှာမသိတဲ့မိန်းကလေးတယောက်ကိုရှေ့မှာငုတ်တုတ်ချထားလျက်အာမတိကကားပြရဲတဲ့အထိတော့မပေါ်ရဲသေးပါဘူးပြီးတော့ဒီဝစ်စုံကြီးကိုဝစ်ထားပြီးမှတော့လေယောက်ျားလေးတယောက်လိုလည်းမပြောချင်တော့တကယ်တော့မာကြီးတဲ့ရဲ့တီးတဲ့အခန်းထဲကိုတော်ရုံဧည့်သည်ဝင်ရတာမဟုတ်ပါဘူးဒီမိန်းကလေးကလည်းမာကြီးတဲ့ရဲ့ VIP တယောက်ဖြစ်ပုံရပါတယ်ဒါကြောင့်ခန့်တွဲ့လေးပဲသူကပြန်ပြောလိုက်တယ်နေပါအောင်ဟဲ့ဘလို့ဖြစ်နေလဲတကယ်တည်းဒီမှာဧည့်သည်နေပဲဟောင်းသူကပြောရင်မှသူမကိုတစ်ချက်ထက်ကြည့်မိတယ်သူမကလည်းသူ့ကိုကြည့်နေပြန်တာကြောင့်ဒုတိယကြိမ်မြောက်
အကြည့်တွေထက်ဆုံသွားပြန်တယ်။ဖြူဖွေးနူးဖက်ကအဆင့်တန်းတစ်မျိုးထွက်နေတဲ့ရုပ်ရည်နဲ့မိန်းကလေးဟာမျက်နှာကျုံကတော့ခက်တင်းတင်းနေရဖြစ်ပါတယ်။ဒါပေမဲ့ဘာဖြစ်လို့မှန်းတော့မသိ။အဲ့ဒီခက်တင်းတင်းပုံစံကသူမရဲ့စတိုင်တစ်ခုလိုဖြစ်နေတာသူကတော့မြင်မြင်ချင်းပဲသဘောကျသွားတယ်။ဟွန်းဒီကရှူတင်သွားရတော့မယ်ဟောင်းတော်ပြီ။ညို့စိတ်ကောက်သွားပြီမခေါ်တော့ဘူး။ခေါ်နဲ့ရွှေချူအောင်စိတ်ကောက်ချင်းဟန်ဆောင်ကချီဆောက်ပြီးတော့ထွက်သွားရင်သူကလေအားကြမခံပဲချီဆောက်ပြလိုက်တယ်။ရွှေချူထွက်သွားတော့မှပဲသူကမာကြီးတန်းရဲ့ဧည့်သည်မိန်းကလေးကိုကောင်းကောင်းရှူစားခွင့်ရတယ်။သူမကထက်ကြည့်လေးပိုချောတယ်ဆိုတာသိလာလေးဖြစ်ပါတယ်။အင်မတန်မှလှပတဲ့ကျိုးရောင်ကာလောင်စပင်မှာစီးဆူးထားကောင်အထက်အတက်တွေခုတ်ထားတဲ့ stem စပင်စင်းဖြောက်တွေနဲ့ hair style ကတော့အပြစ်ပြောစရာတကွက်မှမရှိဘူး။ဒါဖြစ်ရင်ဝတ်ပုံစားပုံကြတော့ရောအင်ကြီးကဟဲသားဆန်ဝင်းရောက်လက်ဖောင်းဒီဇိုင်းဖြစ်ကကလစ်စစ်ဆန်မာတယ်ဘောင်းမီကပုံကြပြီးပြုတ်အိနေတဲ့လီနင်သားမိမဝင့်စတိုင်ဘက်အနှက်ကလေးဖြစ်ပါတယ်။သူမကသူ့ကိုမကြည့်တော့ပဲမာကြီးတန်းဘက်ကိုပဲအာယုံစိုက်ကအဲ့ဒါဆိုရင်လာမယ့်ဇန်နီးဆိုအဆင်ပြေနိုင်နေပေါ့နော်။မနေ့9 နာရီလောက်ပေါ့ပြေးပါတယ်။အဲ့ဒီရှိမှတို့သမီးကိုပြင်ရမှာမို့လေ။ဟုတ်အဲ့ဒါဆိုရင်နီးမဖုန်းထက်ဆက်မယ်။ဟိုဘက်ကတော့ဒိတ်ကကိုဖန်းဖြစ်ပြီလို့ပြောလိုက်တော့မယ်နော်။အေးသမီးโอเคပါပါမာကြီးတန်းလည်းဖုန်းဆက်ပါမယ်။ဟုတ်ဒါဆိုမအောင်ခွင့်ပြုကိစ္စလေးရှိသေးလို့ဟုတ်ပြီသမီးထပ်တွေ့မယ်နော်။သူမအပြုံးတစ်ခုနဲ့နှုတ်ဆက်ကမတ်တက်ထားရတဲ့အဲ့ဒီအပြုံးမှာသူ့ရင်ထဲကတစုံတရာမှာချိတ်ပါသွားတယ်လို့ထင်မိရဲ့။သူမထွက်ခွာသွားတာနဲ့သူကမာကြီးတန်းကိုအမောတကောမေးမိရဲ့။မာကြီးတန်းသူကဘာတူလဲ။မာကြီးတန်းကသူ့ကိုအန်အောဟန်ဆောင်ထားတဲ့မျက်လုံးပြူးကြီးတွေနဲ့ရင်ဘက်ကိုဖိကကြည့်ပါတယ်။ပြောပါမာကြီးတန်းရဲ့ကျွန်တော်ကြိုက်လို့ပါ။ဟဲ့ဘယ်လိုဖြစ်ရတာလဲချက်ချင်းကြီးပဲချက်ချင်းကြီးပေါ့ချက်ချင်းတွေ့တာနဲ့ကြိုက်သွားတာဘူးဒီဇိုင်းကတော့လန်ထွက်နေတာပဲနော်စင်ကာပူမှာတော့ဒါမျိုးမတွေ့ခဲ့ဘူးပြောပါသူဘာတူလဲဘဲကလဲမာကြီးတန်းနဲ့ရောတော်တော်ရင်းနှီးသလားသူ့ရဲ့ဒရက်ဆက်မေးခွန်းတွေကိုမာကြီးတန်းကမျက်စောင်းတစ်ချက်ထိုးကြည့်ပြီးမှသူ့နာမည်ကမောင်ဘတ်တာတဲ့မောင်ဘတ်တာသူကတိုးတိုးလေးရေရွတ်မိတယ်မောင်ဘတ်တာတဲ့ဘလို့နာမည်မျိုးလေးပါလဲသူက fashion designer ပေါ့ပြီးတော့ကိုပိုင်အမတ်တစိမ့်နဲ့မိန်းကလေးဝင့်အင်ဂျီတွေလည်းထုတ်တယ်နောက်အထည်ကျိုးစိတ်ရုံလည်းလုပ်တယ်အခုလာတာသူ့ဒီဇိုင်းတွေကိုမော်ရီတယောက်ကိုဆင်မေးပြီးမဂ္ဂဇင်းကာဗာရိုက်မောင်းငါမိတ်ကလေးမေးရမှာသူနဲ့ငါတိတာတစ်နှစ်ကျော်ပဲရှိသေးတယ်ရင်းတော့ရင်းနေပါတယ်သူကစိတ်ရင်းကောင်းမိမဲ့စကားပြောရတော့ပြတ်တယ်နောက်စိတ်တူစိတ်ဆက်တယ်ပြောရရင်တော့ကောင်မလေးက broken family ကလာတဲ့ကောင်မလေးဆိုတော့နည်းနည်းစိတ်တန်ရာရတဲ့ကောင်မလေးပေါ့ဟာမပူနဲ့အဲ့ဒါကိုကျွန်တော်ကူပေးမယ်ကိုယ့်ရဲ့အချက်နဲ့အရာရာကိုအကောင်းတိုင်းဖြစ်စေရမယ်ဟာသူ့ရဲ့ပြောင်ဆက်ပုံစံကိုမာကြီးတဲ့ဟာမျက်စောင်းတစ်ချက်ထိုးတယ်ပြီးတော့မှတနာတလူပုံစံနဲ့တစ်ချက်စိုက်ကြည့်ကနေနောက်ကျသွားပြီးကောင်းလေးရဲ့ဗျာသူ့မှာရီးစားရှိလို့လားရီးစားရှိတာထက်ဆိုတယ်ဒါဆိုယောက်ျားရှိတာလားအဲ့လိုလည်းမဟုတ်ဘူးဟာဘာလဲဗျာမာကြီးတန်းကလာစားနေပြန်ပြီစားနေတာမဟုတ်ဘူးသူကယောက်ျားဆိုရင်ကြည့်ရတာမဟုတ်ဘူးဟဲ့ယောက်ျားတွေကိုစိတ်နာနေတာအမုန်းကြီးမုန်းနေတာဒါကြောင့်နေသူ့နာကိုသွားကက်တာနဲ့သူကဖြဲမှာပဲဟာအဲ့လောက်တောင်လားအဲ့လောက်တောင်ဖြစ်အောင်သူကဘာရီကိုစိတ်နာနေရလဲသူ့မှာအရှင်ကရီးစားတစ်ယောက်ရှိခဲ့တယ်အဲ့ဒီရီးစားသူနဲ့ရှူကန်နီးစိတ်ဆက်ပြီးတော့မှတခြားမိန်းကလေးတစ်ယောက်နဲ့ခိုးပြေးသွားတာလေကျွန်တော်ယူရင်ဒီလိုမျိုးဖြစ်မှာမဟုတ်ဘူးစိတ်မကောင်းလိုက်တာနင်ဘလူးရှွန်းတော့ရှောက်ပြောမနေနဲ့သူကယောက်ျားဆိုရင်အသေးလဲမုန်းတာနော်အဲ့ဒီတစ်ယောက်နဲ့လက်ထပ်ဖို့ပြတ်သွားပြီးတဲ့နောက်မှာသူ့ကို try နေလူတွေလာတောင်းနေသူတွေအများကြီးရှိတယ်ဒါပေမဲ့ခက်ခါတီးတီးညင်းလွတ်တာပြင်းပြင်းထန်ထန်တုံ့ပြန်တာယောက်ျားဆိုအတန်ကိုမချားကျင်တော့လောက်စိတ်နာတာသူကဘလောက်တောင်များစိတ်နာတယ်လဲဆိုရင်ယောက်ျားတွေနဲ့ပတ်သက်ရမှာဆိုလို့တို့သမီးဝတ်ဆောင်တာမချုပ်ဘူးရဲ့လေတို့သမီးတွေလိုက်တို့သားတွေပါလာမှာဆိုလို့တဲ့ကြားရတာအားတက်ဖွယ်ပဲဒါပေမဲ့လူချင်းပကန်းတော့ဇွန်းဖြစ်ပါတယ်မာကြီးတန်ရဲ့နော်သူကခန်းတွဲ့လေးပြောတာမာကြီးတန်ကိုပြစ်တိုက်လိုက်တော့မာကြီးတန်ဟာမဲရွေးပြတယ်ပြောတတ်တော့ဘူးတော်ကြီးရှင်ကလေတက်တက်လုံးဝငပေါလုံလာပြီမှခုမှဘာဖြစ်ရလဲမနိုင်ဘူးတကယ်ပဲအော်ငပေါမှာလေချစ်တတ်တဲ့နှလုံးသားရှိတယ်လေဗျာဘာပဲဖြစ်ဖြစ်ဗျာကျွန်တော်တော့သူ့ကိုအရန်စိတ်ဝင်စားသွားပြီသူကထိုင်နေရမှထကစိတ်ပါလာတဲ့အတွက်အယူရဲ့တချင်းကိုဆုံးကတေးတရုပ်ပေါ်နဲ့ကပြလိုက်သေးတယ်ဒါကိုပဲမာကြီးတန်းကသဘောကျလို့ရီလို့မဆုံးပါဘူးဒါပေမဲ့မာကြီးတန်းရီတာကခွတ်တိုးခွက်လည်းမဟုတ်ဘူးအိန္ဒရေရှင်ဒီဇိုင်းမဟာဆန်စွာမခုတရုပ်ရီတာမို့အဲ့ဒါကိုပဲသူကပြန်သဘောကျကတဟာဟာရီရပါတယ်လိုပဲဖြစ်ဖြစ်သူ့မျက်လုံးထဲမှာတော့မောင်ဘက်တာထွက်ခွာမသွားတော့
မောင်းဘက်တာဟာတစ်ချိန်နဲ့သူ့ရင်ထဲကိုခက်ပြင်းပြင်းဝင်းဆောက်သွားတယ်လို့ထင်ပါတယ်။မောင်းဟာဆန်းရှင်းရောက်တာနဲ့ကားကိုရက်လိုက်ဟွန်းတီးလိုက်တော့လေတော်တော်ချောင်းတကားဖွင့်မဲ့လူကပေါ်မလာဘူး။နောက်ဆုံးတီးလို့မကတီးတော့မှပဲ။အန်တီလေးကိုကမဲကလေးပြေးထွက်လာတဲ့အနေအထားနဲ့တွေးလိုက်ရတယ်။ခါတိုင်းလာဖွင့်ပေးနေကြမတ်တော့မဟုတ်တာကြောင့်မောင်းကစိတ်ထဲထိငနေဖြစ်သွားကဘာမှတော့မမီးတော့ပဲနဲ့ကားကိုခြံထဲကိုသာမောင်းဝင်ပြီးကားကူတောင်ထဲမှာတခါရီထိုးသွင်းထားလိုက်တယ်။ဒီနေ့ဖို့အပြင်လဲထက်သွားစရာမရှိတော့ဘူး။မောင်းကကားပေါ်မှာဆင်းကအိမ်ထဲကိုမဝင်သေးပဲအန်တီလေးကိုစောက်လိုက်တယ်။နှလုံးရောဂါတဲ့အန်တီလေးဟာလှုပ်လီလှုပ်လန့်နဲ့ရှောက်လာတာမို့စိတ်မရှိစွာစောင့်နေရသေးတယ်။ပြောရရင်တော့မောင်းဟာဘယ်နေရာမှစိတ်ရှည်တတ်သူမဟုတ်ပါဘူး။ထိကနေဆိုရင်စိတ်တိုးတက်ပြီးဒေါသထွက်တာလည်းအရင်ဖြစ်တာကြောင့်အန်တီလေးမှလည်းမောင်းနေရတာရှေ့အမြဲတုံနေရတဲ့အတွက်သူ့နှလုံးရောဂါတော့ပူဆိုးလာသလားမပြောတတ်ပါဘူး။မတ်တို့ရောအန်နီလေးမောင်းကမျက်မှောင်ကျုပ်ကျုံနဲ့မီးတောင်အန်တီလေးကလက်တစ်ချက်ကားပြကအိမ်ထဲဝင်မအောင်မောင်းရင်ထိုင်ပြီးမှအေးအေးဆေးဆေးပြောကြတာပေါ့။မောင်းကထပ်မပြောတော့ပဲအိမ်ထဲဝင်လာပြီးထမင်းစားကန်နဲ့တောင်းလျှောက်ဆက်ဝင်လာကရေခဲတစ်တာထဲမှရေတပူးကိုထုတ်ယူပြီးတော့ရေတစ်ခွက်ငှဲ့တောက်လိုက်တယ်။နောက်မှလိုက်လာတဲ့အန်တီလေးကကလတ်ထိုင်တစ်လုံးမှဝင်ထိုင်ကစပြောတယ်။မတ်တုံးကပွဲစားလာခေါ်လို့ပါသွားပြီမောင်းရဲ့။ဘာရဲ့ပွဲစားလာပြန်ခေါ်သွားတယ်ဟုတ်လား။ तू ကဘာကိစ္စနဲ့ခေါ်သွားရတာလဲ။မတ်တုံးကသူ့ရွာကိုပြန်ချင်လို့တဲ့။သူ့ယောက်ျားသူ့ကိုပြန်ပေါင်းချင်နေဆိုပြီးပွဲစားဒေါ်စိန်မြတင်ကိုလာပြောတာနဲ့ဒေါ်စိန်မြတင်ကလာခေါ်ပြီးတာ။မောင်းသိတဲ့အတိုင်းပဲခုတလောမတ်တုတ်ကလည်းအလုပ်လုပ်တာစိတ်နဲ့ကိုယ်နဲ့မကပ်ဘူးလေ။သူ့ယောက်ျားစီပဲပြန်သွားချင်နေတာနေမှာပေါ့။အဲ့ဒါကြောင့်ဘာရဲ့နေမောင်းမတ်တုတ်ကအပြူကြီးဆိုအခုဘယ်ကယောက်ျားပေါ်လာရတာလဲ။ဟာဘာရီလဲ။အဲ့ဒါပွဲစားမနဲ့မတ်တုတ်နဲ့ပေါင်းလိန်ထားကြတာပေါ့။ထုံးကနေဆိုတဲ့အဲ့ဒီအတန်ဟာမောင်းထူလိုက်တဲ့အတွက်ဇပွဲနဲ့လက်သီးထီကထွက်လာတဲ့အတန်ဖြစ်ပါတယ်။အဲ့ဒီအတန်ကြောင့်အန်တီလေးကအမလင်းအော်ကလမ်းပြန်သွားရတယ်။ဒါတက်လူလေလောက်တာဒီလိုဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်လို့ရှားမနေလား။သူတို့ကပတ်စံနေကြိုးထုတ်ထားတာလေအန်တီလေးရဲ့အခုမတ်တုတ်စီမှာလာက2လစာကြိုးပေးထားတာမဟုတ်လား။အဲ့ဒါကိုအန်တီလေးကဘာဖြစ်လို့ပွဲစားနဲ့ပြန်ထည့်ပေးလိုက်ရတာလဲ။မောင်ရဲ့ခက်ဆက်ဆက်လေးတန်းကိုအန်တီလေးဟာရိုးနေဟန်နဲ့တက်ပြင်းချတယ်ပြီးတော့မှအန်တီလေးရဲ့ထုံးစံအတိုင်းမပွင့်တပွင့်လေးတန်းနဲ့ပွဲစားငါ့ကိုချင်းချောက်တာလေဟဲ့မတ်တုတ်ယောက်ျားထောင်ထွက်လူမိုက်တဲ့သူ့မိမအောင်မခေါ်ပြီးဒီအိမ်လိပ်စာတောင်းပြီးလိုက်လာလိမ့်မယ်တဲ့ငါလည်းအိမ်မှာတယောက်တည်းနေရတာကြောက်တာပေါ့ဟဲ့ခုတော့ပွဲစားမနဲ့မတ်တုတ်ကိုကြောက်နေမိတာမောင်းသိတဲ့အတိုင်းပဲဒီခေတ်တည်းမှာမိတ်ဆွေတငယ်ချင်းတွေရစရုံရတော့မှမဟုတ်တာပွဲစားနဲ့မတ်တုတ်တောင်အန်တီလေးကိုတက်ချင်တက်သွားလို့ရတယ်ဒါကြောင့်မြဲသွားနားအေးပြီးရောဆိုပြီးထည့်ပေးလိုက်တာပွဲစားကတော့တရက်နှစ်ရက်နေနောက်ထပ်ကောင်မလေးတယောက်ထပ်ပို့ပေးမယ်ပြောသွားတာပဲမောင်ရဲ့အန်တီလေးကသူ့ဝတီတိုင်းလေးတန်အေးလေးတွေနဲ့တလုံးစီချွေတော်လေးမောင်ကတော့ဆက်ဆက်တုံအောင်ဒေါသတွေထွက်နေပြီဖြစ်ပါတယ်ကြာရင်မောင်ဟာလေးပဲအန်တီလေးလိုပဲနှလုံးရောဂါရတော့မယ်အလက်ကအဲ့ဒီပွဲစားအဆုတ်ပြက်တွေကပြောလိုက်ရင်ဒီအတိုင်းကြီးပဲဒီလိုပဲပြောသွားမှာပေါ့မလာတော့လေသူတို့နောက်ကိုဘသူကအာရရလိုက်နေနိုင်မှာမဟုတ်လို့လေအလုပ်ထဲမှာလေအချိုးမပြေလို့အိမ်ရောက်လို့တံမယာရှိအေးလေးများတောက်ရမလားမှတ်တယ်အမောဆို့စရာတရင်ကစီးကြိုပြီးနေတယ်အော်မောင်ကတံမယာကြီးတောက်ချင်တာလားအန်တီလေးဖြော်ပေးမယ်လေဒီပါစီအန်တီလေးရဲ့တော့ပါပြီတောက်ချင်စိလည်းမရှိတော့ပါဘူးဟိုစိတ်လေးတယ်အဲ့ဒါဘယ်လိုလုပ်ကြမလို့မောင်ကအန်တီလေးကိုအိမ်မှာတယောက်တည်းထားခဲ့ရတာစိတ်မချပါဘူးဒီချမ်းတဲ့အိမ်ကြီးထဲမှာအန်တီလေးတယောက်တည်းဘယ်လိုကြံရိတ်ခင်ပါလဲမဖြစ်ဘူးမနေ့ဖြန်မောင်ယုံသွားရင်အန်တီလေးကိုခေါ်သွားမှဖြစ်မယ်အဲ့လောက်လည်းမဟုတ်ပါဘူးမောင်ရဲ့ခြံတကားကိုတော့ခတ်ထားရင်လေလုံခြုံပါတယ်အန်တီလေးကိုလည်းတိတ်ဆိတ်မပူပါနဲ့ပူရဖို့အန်တီလေးရဲ့ပြေးကြည့်တော့မှဒီတူကြီးနှစ်ယောက်တည်းရှိတဲ့ကိစ္စကိုအိမ်ပေါ်တယောက်ကတော့မြင်မြင်လို့တယ်ဟိုမိန်းမအဆုပ်ပလုတ်ကြီးရလေနောက်တယောက်ကတကယ်ရောလာပို့ပါမလားမသိဘူးစိတ်ကုန်ပါပြီမောင်ကထမင်းစပွဲပေါ်လက်ထောက်ကစိတ်ပြက်လက်ပြက်နဲ့ညင်းညူမိတယ်ဘဝမှာဘာကြောင့်ပဲအစင်မပြေမှုတွေနဲ့ဇက်တိုက်မိတ်ဖွဲ့နေရပါလေတခါတည်းမှာကာယကံရှင်ရဲ့ကြိုးစားအားထုတ်မှုနဲ့အစင်ပြေမှုတွေကလည်းဓာတ်ရိုက်ကြကြမှာကြမယ်မောင်ဖေဖေနဲ့မမေဟာမောင်၈တန်းနှစ်မှာကွဲသွားကြပြီဖေဖေကနောက်အိမ်နောက်နဲ့နိုင်ငံခြားကိုထွက်သွားတယ်ဖေဖေကစတင်ပြီးအိမ်တော်ကြီးဖောက်ပြန်တာဖြစ်တာကြောင့်ပိုင်ဆိုင်မှုအားလုံးဒီပါကိုမမေကိုလွှဲပေးရမှာဖြစ်နေရမောင်တို့အတွက်အချိန်ကြီးမပြတ်ခဲ့မမေကသူ့မဦးစီးနိုင်တဲ့တချို့လုပ်ငန်းတွေကိုအပြည့်ရောင်းချပြီးအထည်ကျုပ်စက်ရုံကိုပဲဦးစီးလုပ်ကိုင်ခဲ့တယ်ဒါပေမဲ့မောင်ပွဲရပြီးဒီဇိုင်နာတင်တဲ့တက်နေတော့မှာပဲမမေကအုံနောက်သွေးကြောပြက်ပြီးဆုံးမသွားခဲ့လေရမောင်နဲ့အန်တီလေးနှစ်ဦးသာကြံရစ်ခဲ့ရတယ်အန်တီလေးဆိုတာကလေမွေးရပါနှလုံးရောဂါတင်မှုအိမ်တောင်လေးပြုလို့မရ
အလုပ်လဲတိတ်ပင်ပင်ပန်းပန်းလုပ်လို့မရပါဘူးဒါကြောင့်အားလုံးသောတာဝန်တွေကမောက်ကောင်းပေါ်မှာကြီးပဲဖြစ်ပါတယ်ဒီတာဝန်တွေကိုစိန်ခေါ်မှုတစ်ခုအဖြစ်သတ်မှတ်ကမောင်ဟာအားကျုံမှန်တဲ့နဲ့ထမ်းဆောင်ပါတယ်အဲ့ဒီအတွက်မောင်တို့မှာပတ်စံဆိုတာထားစရာနေရာမရှိဒါပေမဲ့ဆွေမျိုးရဲ့ကောင်းခြင်းနဲ့မပြည့်စုံရရှာလေတော့အရေးကြုံရင်စောင့်ရှောက်မဲ့သူဟာမရှိပတ်စံတွေချမ်းသာတော့လေအိမ်ဟင်းအိမ်ထမင်းကောင်းကောင်းမစားရအောင်ပြောရရင်စိတ်မချတထင်းစာတာမပါဘူးလို့ပြောရမှာဖြစ်ပါတယ်ရုံးလုံးနဲ့တခြားအလုပ်ကိစ္စတွေမှာဝန်ထမ်းကိစ္စအဆင်ပြေတော့လေအိမ်ပေါ်ကိစ္စမှာတော့ဘလို့မှအဆင်မပြေမိမိလက်ထက်တုန်းကအပြိုကြီးကလည်းခြံဆောက်ကားဒရိုင်ဘာနဲ့အိမ်ထောင်ကြကနှစ်ယောက်စလုံးအလုပ်ထွက်သွားကြပြီမို့လူယုံလူရင်းတွေဆုံးရှုံးသွားပြီလို့ပြောလို့ရတယ်အဲဒီနောက်ရောက်လာတာတွေဟာတရားမှအချိုးမပြေပါဘူးကိုရီးယားမိန်းမသားနှစ်ဦးရဲ့မှုမာလီလည်းမထားရင်အိမ်မော်ရီကလည်းဝဲစားနဲ့ပေါင်းပြီးအိမ်ရှင်ကိုနှိပ်စက်ကြတဲ့အခါမောင်ဟာအခုလောလောဆယ်မှာတော့တကူးရှင်တယောက်ကသာကို့ကိုဘာဆုတောင်းမလဲမေးလိုက်သစ္စာရှိကကျိုးလုံနဲ့အချက်ပြုတ်အင်မတန်ကောင်းတဲ့အိမ်မော်တယောက်လောက်သာလိုချင်ပါတယ်လို့တောင်းပြီးမှအမှန်ပဲဖြစ်တော့တယ်မနေ့ပြန်တော့အန်တီလေးရုံးမလိုက်တော့ပါဘူးမောင်ရင်အိမ်မှာပဲတကားတွေတိချပိတ်ပြီးတော့နေခဲ့ပါမယ်အန်တီလေးကတောင်းတောင်းပန်ပန်လေးပြောလာတဲ့အခါမောင်ကတပြင်းတစ်ချက်ရှိုက်မိတယ်မောင်ရဲ့ဒီဇိုင်နာရုံးခန်းနဲ့ဖက်ရှင်ဆိုင်ရာမြို့ထဲမှာတည်ရှိရမို့လူဝင်လူထွက်များတာကြောင့်အေးအေးဆေးဆေးနေလို့တဲ့အန်တီလေးကရုံးခန်းကိုလည်းမလိုက်လို့ဒါကိုလေမောင်ကနားလေပါတယ်မောင်တဘောမောင်ဆန္ဒအရာဆိုရင်ဝင်းနာမီယာတွေကဒီအိမ်နဲ့ဒီချက်မှာမနေလို့တော့လူနှစ်ယောက်နဲ့ဒီချက်မှာကျဲလို့နေလို့ထင်မိတယ်ဒါပေမဲ့အန်တီလေးကချမ်းနဲ့ပဲလွတ်လွတ်လပ်လပ်နေခြင်းနဲ့မြက်ခင်းမော်လန်းရှောင်းရတာတစ်ပင်ပန်းပန်တွေနဲ့နေရတာသူ့အတွက်ချမ်းမာရေးပိုကောင်းစီတယ်လို့ယူဆတာကြောင့်မောင်ဟာကိုနိုတကန်းဝယ်ဖို့အစီအစဉ်ကိုဖျက်လိုက်ရတယ်အန်တီလေးအဆင်ပြေနေဆိုရင်လေသဘောပါပဲမောင်လေနီးစက်ရအောင်အိမ်မော်လေးပါလေးရလို့ရညာအကူကြီးတောင်းအောင်ပါပါစိတ်မြတင်ရဲ့လက်ထက်တွေရတော့မဟန်ပါဘူးကဲမောင်ရေးသွားချိုးမယ်ညစာဘာရှိလဲဘာမှမရှိဘူးလေဒါဆိုလဲအပြင်ပဲထွက်စားကြတာပေါ့မောင်ကစိတ်ပြက်လက်ပြက်နဲ့ပြန်ပြောတာထိုင်ရမှထပြီးတော့အိမ်အပေါ်တက်ကိုခက်ဖြည်းဖြည်းပဲတက်လာခဲ့တော့တယ်မောင်ရဲ့အိမ်ပေါ်ပြဿနာဟာအဆင်မပြေသေးဘူးပွဲစားအိမ်ပေါ်လာပို့တယ်အိမ်မှုကိစ္စတွေလုပ်တာတော့တာမန်ပဲဖြစ်ပေမဲ့သမီးဟင်းချက်တာကတော့ခြာတူးလန်ညက်မာတယ်ဘလို့မှစားမဖြစ်ဘူးနှလုံးယောဂါသမားစားမိတ်ဟင်းတွေကအယောင်စီရဲပထောင်းထကဟင်းနိုင်ကငန်းနေပါတယ်ပြောရင်လည်းမကြိုက်နှကန်းကိုတထောင်လောက်ထော်ထားတာတို့အိုးခွဲပကံတွေကိုစောင့်အောင်ချတာတို့လုပ်တတ်တယ်ဒါမျိုးကိုသီးမခံနိုင်နဲ့မောင်နေပြဿနာတက်ကအဲ့ဒီအိမ်မောင်ဝဲစားလာပြန်ခေါ်သွားတယ်နောက်တစ်ယောက်ကြပြန်တော့ကျိုးကျိုးနုံနုံရှိတယ်ခိုင်းသမျှလုပ်တယ်သမီးဟင်းချက်တဲ့လက်ရတော့မကောင်းမောင်လည်းမကြိုက်အန်တီလေးလည်းမကြိုက်ဘူးဖြစ်နိုင်မောင်တို့ဟာအစားကောင်းချိတ်သူတွေပြီးတန်ရှင်းအရသာရှိတဲ့အိမ်ဟင်းအိမ်ထမင်းကောင်းကောင်းကိုသာစားလို့သူတွေဖြစ်ပါတယ်မမေရှိစင်တော့ထမင်းချက်ဟာအင်မတန်တော်တယ်ရာသီစာဟင်းလျာတွေကိုဖွဲဖွဲရရစီစံတက်ကအချိုပွဲကစခန်းနာတာမို့ဒီလိုထမင်းဝိုင်းနေနဲ့ကြီးပြင်းခဲ့ရတဲ့မောင်အတွက်ထမင်းကောင်းဟင်းကောင်းမစားရတဲ့ဒုက္ခမှာစိုးလာပါတယ်ရှင်တို့လူတွေကလည်းထမင်းဟင်းကောင်းကောင်းတော့မချက်တတ်ကြဘူးလားဒီကလေးမကလည်းကြက်ဥတော်ဖြောင်းပြောင်မကြော်တတ်ဘူးမောင်ရဲ့အပြစ်တင်စကားပွဲစားမကမဲရွယ်ကဒီခေတ်ထဲမှာအဲ့လောက်ဘက်စုံတော်တဲ့အိမ်ပေါ်မျိုးမရှိတော့ဘူးမိသားစုများတဲ့အိမ်ဆိုရင်အကြီးနဲ့အငယ်နှစ်ယောက်လောက်တော့ထားရတာကြီးပဲအကြီးကထမင်းဟင်းချက်အငယ်ကအိမ်ပါကြီးကလို့ဒီလိုလုပ်ရတာထမင်းချက်တက်တဲ့လူကအဆင်မြင့်နေအဝိရှော်ကျန်းတိုင်မလုပ်ဘူးအမလီကျမတို့အိမ်မှာပြေးကြီးမှာကျမနဲ့ကျမတော်နဲ့နှစ်ယောက်တည်းရှိတာအိမ်ပေါ်နှစ်ယောက်ကဘာကိစ္စခေါ်ရမှာလဲရှင်တို့ကအဲ့လိုကောင်းတဲ့လူတွေကြတော့တခြားအိမ်ဖို့သုံးစားမရတဲ့ဟာတွေကြမှာဒီအိမ်ဖို့ပေါ့သိတ်ကောင်းတယ်ဒီကောင်မလေးလည်းလှုပ်တက်တာပဲမဟုတ်လားဟင်းကောင်းကောင်းချက်တဲ့ဖို့ကတော့အိမ်ရှင်တွေကတင်မို့သူတို့ကရွာမှာကောင်းကောင်းစားလာခဲ့ရတာမှမဟုတ်တာကပီးပုံနဲ့ချမောင်ဟင်းလောက်ပဲဟင်းကောင်းချက်တက်မှာပေါ့အမားတို့စားတဲ့အရာတာမျိုးရအောင်တော့ကိုယ့်အကိုတင်ယူရမှာပဲဟုတ်သားပဲမောင်ရင်ဒီကောင်မလေးကလှုပ်ချင်စိတ်လေးရှိတာပဲတော်လာပါပြီအရှင်ဟာရီဆိုရင်သူ့လောက်တောင်းမှစီရီနာပါတာမဟုတ်ဘူးအန်တီလေးကမှဝင်ပြောတဲ့အတွက်မောင်ကလည်းပဲဘာမှမပြောတာတော့ဘူးဝဲစားမကတော့သူ့အကြံစီအောင်သွားတဲ့အတွက်ကျင်းနဲ့စွာနဲ့ပြန်သွားတယ်ဝဲစားမပြန်သွားတာနဲ့အန်တီလေးကမောင်ကိုနားချတဲ့မျက်လုံးတွေနဲ့ကြည့်ကအခုမော်ဆန်းလေးတိတ်တော့မဆိုးပါဘူးအန်တီလေးလည်းတင်ပေးပါမယ်အတီးကလှုပ်ချင်တဲ့စိတ်ပါပဲဒါတော့ဒါပေါ့အန်တီလေးရဲ့ဒါပေမဲ့ပုံစံကြည့်တာနဲ့တဲလည်းမရှိတာသိတာပါတယ်အဲ့ဒါသူ့ကိုသိရင်နဲ့အန်တီလေးပဲပြင်မအောင်မယ်မဟုတ်မယ်လားကလေးလိုချင်တဲ့လောက်နေ့နေအောင်ပေးထားပြီးမှတော့တင်လဲတင်ချင်မနေတော့ဘူးအန်တီလေးရဲ့အော်သမီးရဲ့သမီးလိုချင်တဲ့ပြန်လည်နေအောင်ချက်တက်တဲ့လူမျိုးကဝဲစားပြောတယ်လို့ရှားသွားပြီကွယ်
ရှိလဲပဲငယ်မွေးချမ်းပေါက်လေးတွေမှသာရမှာဒေါ်လေးရဲ့စကားကိုမောင်ကနှာခေါင်းရှုပ်ပြနေတော့မှပဲမောင်ရဲ့ဖုန်းမှာမြည်တမ်းထွက်ပေါ်လာတာမို့လို့ဖွင့်ကိုင်လိုက်တယ်ဟယ်လိုမာဟီတန်အေးသမီးရေမဂ္ဂဇင်းအတွက်လေမော်ဒယ်ကိုဓာတ်ပုံရိုက်ဖို့ရအဝတ်စားတွေသမီးဆိုင်ကစပွန်ဆာလေးပေးမလားလို့မိတ်ကက်ကမာဟီတန်လေးမှာမဂ္ဂဇင်းကာဗာအတွက်လေအော်ရပါတယ်လွတ်လိုက်လေအဲ့ဒါအရေးမကြီးပါဘူးဆိုပါအောင်ဘယ်ရအရေးကြီးနေပြန်တာလဲမာဟီတန်ရဲ့အတိကျွမ်းနေမှာလေထမင်းဟင်းကောင်းကောင်းချက်တဲ့သူမရှိဘူးလားမာဟီတန်ကမိတ်ပေါ်တော့နီးစက်ရာတွေမှာမေးကြည့်ပေးပါလားသမီးတကယ်အခက်အခဲဖြစ်နေလို့ပါမာဟီတန်လည်းသမီးတို့အိမ်တွင်ရေးကြောင်သိပါတယ်အခုရှိတဲ့ကောင်မလေးကလည်းအိမ်တန်ရှင်းရေးနဲ့အဝိရှော်တော့တာရတာလေအဲ့ဒါโอเคမောင်ပြောချင်တာမာဟီတန်သဘောပေါက်ပြီရှားထားပြီမယ်လေထမင်းကောင်းကောင်းချက်တဲ့သူကိုလိုချင်တာဟုတ်လားဟုတ်တယ်ဘာမှပြန်တင်စရာမရှိရလို့ပေါ့မောင်လိုချင်တဲ့ပုံစံကိုသိပြီအေးပါမာဟီတန်စုံစမ်းပေးပါမယ်တွေ့ရင်ဖုန်းဆက်လိုက်ပါမယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရတယ်သမီး see you မောင်ကလည်းမာဟီတန်ကိုနှုတ်ဆက်ကဖုန်းချလိုက်တယ်အရက်ကူပါလူဝိုင်းမှာဖြစ်နေတဲ့မောင်အဖြစ်ကိုအန်တီလေးကလည်းစာနာနားလေစွာကြည့်နေရုံမှအပဘာမှမတက်နိုင်အောင်အဲ့ဒီညနေကအိမ်ရကောင်မလေးချက်ထားတဲ့ဟင်းတွေကိုကြည့်ကညနေစာကိုအထူးတလေလျှော့စားစီရတော့မလိုတော့ပါဘူးစိတ်ရှုပ်ရှုပ်နဲ့ထမင်းချက်ကောင်းကောင်းတယောက်အလိုရှိတယ်လို့သတင်းစာတွေကနေထည့်ကြော်ညာရဲကောင်းမလားလို့တွေးမိပါတယ်မာဟီတန်ရဲ့အလှပြင်ခမ်းမရှိတဲ့လမ်းဟာမြို့လေကောင်းမှမှုတခါတည်းမှာအဲ့ဒီလမ်းထဲမှာကားရက်လို့မရအောင်ဒါကြောင့်မင်းနန္ဒာဟာဟိုဘက်ထိပ်မှာကားရက်ပြီးမှမာဟီတန်ရဲ့ဆန်ကိုချေချင်းလျှောက်လာရတယ်သူ့လက်ထဲမှာလည်းမာဟီတန်ကိုမျက်နှာလုပ်ပြီးဖောင်းဖို့ရအတွက်သီးစုံကြောက်ကြောဘူးကပါသေးတယ်ဒီသီးစုံကြောက်ကြောကလည်းသူကိုယ်တိုင်ထိုးလာတဲ့ကြောက်ကြောတွေပဲဖြစ်ပါတယ်မာဟီတန်ရဲ့ဆိုင်နာကိုရောက်ခံနေမှာပဲသူဟာဆိုင်ရင်ပန်တကောင်ကိုတွန်းဖွင့်ပြီးထွန်လာတဲ့တစုံတယောက်ကိုသွားမြင်နေအဲ့ဒီတစုံတယောက်ဟာတခြားသူမဟုတ်ပါဘူးတစ်ချိန်တည်းနဲ့သူ့ရင်ကိုလှုပ်ချင်းဖောက်ပြီးထိုးဝင်ခဲ့တဲ့မောင်ဘတ်တာဆိုတဲ့မိန်းကလေးဖြစ်ပါတယ်မောင်ဘတ်တာဟာသူ့ကိုမမြင်ပါဘူးဆိုင်တရားထွက်လာတာနဲ့လက်ဖူးပေါ်မှာပင့်တင်ထားတဲ့မျက်မှန်ကိုအောက်ချလိုက်ကသူမကားရက်တဲ့နေရာကိုရှောက်လှမ်းလာတယ်သူမကလမ်းပေါ်ကသူကပလက်ဖောင်းပေါ်ကမို့သူမကသူ့ကိုမမြင်ဘူးပြီးတော့သူမကြည့်ရတာဘသူ့ကိုမှလည်းဂီယူဆိုင်ပုံမပေါ်ပါဘူးအနက်ကံပေါ်မှာအနီရောင်အပွင့်လေးတွေကွဲပြက်နေတဲ့ခေါင်းဝင်တိုးလေးတွေနဲ့သူမတူအောင်စတိုင်ချလှပနေတာကိုသူကသတိလက်လို့ငေးမောနေမိတယ်သူဟာလည်းပဲရန်ကုန်မြို့လေကအတိုင်အဝန်းမှာကြီးပြင်းလာကစင်ကာပူမှာတော့ကျောင်းသွားတက်ခဲ့သူပါအလားပကြီးတွေဆိုတော့မမြင်ဘူးတာမဟုတ်ဒါပေမဲ့မောင်ဘက်တာကိုအမြင်မှာတော့ဘလို့ဖြစ်သွားလဲဆိုတာမပြောတတ်ပါဘူးရှေးရီဆက်ပဲလို့ပြောရမယ်ထင်ပါတယ်သူလိုက်လံငေးမောနေတဲ့မောင်ဘက်တာဟာသူမရဲ့မတူကနိုးနီရောင်မော်တက်ကမောင်းထွက်သွားပါတယ်သူကမြင်ကွင်းထဲမှာသူမပြောက်သွားတော့မှမာဟီတန်ရဲ့ဆိုင်ထဲကိုဝင်လာခဲ့တယ်သူလာတဲ့ချိန်ဟာနေကင်းတနာရီခန့်မှုအလုံများတဲ့မာဟီတန်မှာအခုမှထမင်းစားဖို့ပြင်ဆင်တော့အားနာစရာမလိုတဲ့သူကမာဟီတန်ရဲ့ဘေးမှာဝင်ထိုင်ရင်လက်ထဲကကြောက်ကြောဘူးကိုချပေးကကဲမာဟီတန်နဲ့သမီးများစားစီတည်းရော့ဘာရီတော့ဟဲ့တီးစုံကြောက်ကြောရှယ်မိုက်တယ်မာဟီတန်ကသူဖွင့်ပြတဲ့ကြောက်ကြောဘူးကိုတစ်ချက်ငုံကြည့်ကဒီကောင်လေးတော့ငါ့ကိုလာဖားနေရနေတူတယ်အခုလေးတင်မောင်ဘက်တာဒီကပြန်သွားတာရှင်နဲ့အဝင်ထွက်ပဲတွေ့သားပဲကျွန်တော်တော့ရန်ငင်းနေမိသေးတယ်မာဟီတန်ကူညီပါဗျာကျွန်တော်မာဟီတန်ရဲ့ကျေးဇူးကိုမမေ့ပါဘူးဟဲ့ငါကဘာကူညီရမှာလဲတဲ့ပြက်တနာပဲသူကယောက်ျားဆိုခခတီတီမုန်းတာနော်နေသူ့နာသွားခဲ့လို့ကတော့အတီးခံမှာပဲအဲ့ဒါတွေဂယူးမဆိုင်ပါဘူးဗျာကြရင်တော့ဒီလောက်တော့စွန့်စားရမှာပေါ့စွန့်စားခြင်းလေနောက်မှစွန့်စားဟိလောလောဆယ်တော့နင်းတကယ်ကြရင်သူ့အတွက်ထမင်းကောင်းကောင်းချက်တက်တဲ့လူတစ်ယောက်လောက်ရှာပေးလိုက်အခုသူအပူတပြင်းရှာနေတာထမင်းချက်ကောင်းကောင်းတစ်ယောက်ပဲဟာဒါအများဗျာပြောပြောဟာစိုးတာမဟုတ်ဘူးသူ့ရဲ့အလံတကြားလေတန်းကိုမာဟီတန်ကမျက်လုံးပြူးကြည့်ကဟာလေနေအတီထဲမှာထမင်းချက်ကောင်းကောင်းရှိလို့လားသိရှိတာပေါ့ဝင်းဝင်းတောင်ရှာစရာမလိုဟုတ်တယ်ဒါဆိုလေမြင်မြင်ခေါ်လာခဲ့ပါဟဲ့မောင်ကငါ့ကိုဇွတ်ကြည့်ကြနေတာသူရောသူ့တော်ရောအစားတော့ကောင်းကောင်းမစားရလို့တဲ့သူတို့ကဆိုင်ရအစားတော့တွေကြတော့လေကျမ်းမာရင်နဲ့မငြိမ်ညွတ်လို့မစားချင်ဘူးတဲ့သူ့တော်ကဝင်းရပါနှလုံးရောဂါသေးလीအဲ့ဒါကြောင့်ဟဲ့နေ့ထမင်းချက်ကပဲမလဲမနေ့ပြန်ခေါ်လာလို့ရမလားအခုကိုခေါ်လာလို့ရတယ်ဘာတူလဲဒီမလေးသူကသူ့မျက်နှာသူလက်ညှိုးနဲ့ထိုးပြလိုက်မာကြီးတန်းကဟိငနဲ့ရှုံးမဲ့တယ်လာနောက်မဒီစမ်းမနေနန္နာရဲ့ငါအကောင်းပြောနေတာဟာကျွန်တော်လည်းအကောင်းပြောနေတာပဲကျွန်တော်လည်းထမင်းကောင်းကောင်းချက်တတ်တာပဲကျွန်တော်သူ့ထမင်းချက်လုပ်မယ်လေမကောင်းဘူးလားဒီအယူနဲ့တော့ခက်နေပြီဟိုကယောက်ျားလေးဖြစ်တဲ့နေ့ကိုဘယ်လိုလုပ်ခဲ့မှလဲတခါရဲပါးတော်ရှိုင်းလွတ်လိုက်အောင်မယ်
ဟာမာကြီးတက်လေဒီလိုလမ်းရိုးတိုင်းတော့သွားမလားဟာလေနင်ကနင့်ကိုနေမာမီရှိန်လုံးမလို့လားဒီမှာအဲ့ဒါရုပ်ရှင်ဟဲ့အပြင်မှာဘလို့မှလုံးမရအောင်ဟိုကလေလိုက်တာမှဟိုဘက်လုံးတော်မနဲ့နာရင်နင်ကနေအေးဆေးနေစမ်းမှာဂျားရီကငါခေါင်းချင်းလို့သူကမာကြီးတက်ကိုခနိုးခနဲ့စိုက်ကြည့်ရမှဟက်ခနဲ့ပြုံးရီလိုက်ကမာကြီးတက်ရဲ့ကျွန်တော်ကအဲ့နောက်ပိတ်နေကောင်မဟုတ်ပါဘူးဗျာသူယောက်ျားတွေကိုမုန်းနေဆိုရင်ယောက်ျားမလုပ်တော့ရုံပေါ့သူ့စကားကိုမာကြီးတန်းကမျက်လုံးပြူမျက်စံပြူနဲ့ရင်ဘက်ကိုဖိကအာရဲ့နီးကယောက်ျားမလုပ်တော့ဘူးဆိုတော့သူကမာကြီးတန်းရဲ့အလံတကြားပုံစံကိုချစ်စနိုးဖြစ်သွားစွာနဲ့မျက်လုံးပြူပြီးပြုံးပြကနှစ်ဖူးကိုလက်ညှိုးလေးနဲ့တုံးထုံလိုက်ပြီးတဲ့နောက်မာကြီးတန်းတို့လိုပေါ့ဟဲ့ကောင်လေးနင်ဘာရီပောက်ကရရှောက်ပြောနေရလဲပောက်ကရရှောက်ပြောတာမဟုတ်ဘူးတကယ်ပြောနေတာမာကြီးတန်းပြောပြလို့သိရတဲ့သူ့ဘဝလေးကိုကျွန်တော်စာနာတယ်ဗျာတနာလေးသမင်းကောင်းဟင်းကောင်းမစားရတဲ့သူ့ဘဝလေးကိုအစားကောင်းကောင်းချက်ကျွေးခြင်းနဲ့ဒါကြောင့်မာကြီးတန်းကပြောပြီးဗျာကျွန်တော်သူ့စီမှာစဖို့မှုလုပ်မယ်။ယောက်ျားတွေဆိုမုန်းနေတဲ့လက်မခံခြင်းနဲ့သူ့စီကိုမိမရှာပုံစံနဲ့ဝင်မယ်။မာကြီးတန်းကသာကျွန်တော်ကိုအပြည့်အသထောက်ခံပြီးသူလက်ခံပါပါနော်။သူ့ရဲ့အားတက်တဲ့ရောပုံစံကိုမာကြီးတန်းကစိတ်ထဲကျသလိုကြီးကတက်ပြင်းချတယ်ပြီးတော့မှခေါင်းတရရက်နဲ့မဖြစ်ပါဘူးဟဲ့ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲတခုခုပေါ်သွားရင်ငါလည်းမကောင်းငါအချောက်ဆိုပေမဲ့ဒီလောကမှာတိတ်ခါရှိရက်တည်နေတဲ့အချောက်ဟဲ့ဘယ်တော့မှသူများပြောစရာဖြစ်အောင်နေခဲ့တာမဟုတ်ဘူးဟုတ်ပါတယ်အဲ့ဒါကြောင့်လေမာကြီးတန်းရဲ့ပါဝါကိုသုံးတာပေါ့လို့ပါမာကြီးတန်းရဲ့ကျွန်တော်တနားရီကုညီပါဗျာနော်ကျွန်တော်အနူးညို့တောင်းပန်ပါတယ်ခတ်တာပဲနီးကဘလို့အချောက်လုပ်ပါတယ်တော့ဟာဒါအမြလွယ်လွယ်လေးအချောက်ဆိုပေမဲ့မိတ်ကပ်တွေလိမ့်နှကန်းဒီတွေစိုးနေတဲ့ဂါဝင်တွေစက်ကတ်တွေဝင့်နေတဲ့အချောက်မလုပ်ပါဘူးဝင့်နေချအတိုင်းနည်းနည်းနူးနူးရွရွလေးတွေပိုဝစ်ပြီးရွေးပြလိုက်ရုံပဲလေကျွန်တော်တက်ပါတယ်မာကြီးတန်းရဲ့နော်ကျွန်တော်ကိုကူညီပါသူ့ကိုလည်းကူညီလိုက်ပါအမလီငါတော့တေးသားတေးလိုက်ချင်တော့တာပါပဲနေအဲ့လိုလုပ်ရင်နေမိဘတွေကိုဘယ်လိုပြောမှလဲပြီးတော့နေမဲသူ့ကိုကြိုက်နေတာဆိုဒီပုံကြီးနဲ့ဘယ်လိုဆက်စခန်းသွားမှလဲကဲအဲ့ဒါတွေကငွေရောင်ဖန်သားပြင်ပေါ်မှာဆက်လက်ကြည့်ရှုဖို့ဗျာမာကြီးတန်းရဲ့ပြောလိုက်ပါဗျာနော်ကျွန်တော်အကောင်းဆုံးကြိုးစားပါမယ်မာကြီးတန်းရဲ့မျက်နှာကိုလည်းထောက်ပါမယ်နော်မာကြီးတန်းကူညီပါဗျာနော်ကျွန်တော်အတွက်ကလေသူ့အနာမှာနေဖို့ရဒီတလဲမဲရှိလို့ပါသူ့စကားဆုံးမှာမာကြီးတန်းကတွေ့ငင်းကြည့်ကနောက်ဆုံးတော့ခေါင်းကြီးပြလိုက်တယ်သူဟာဒီကနေအော်ကမာကြီးတန်းကိုထပြီးတော့ပွေးဖက်တော့မဲ့ဟန်ပြုတ်လိုက်တယ်မာကြီးတန်းကလက်ပြီးတော့ရှောက်တိန်တဲ့တံပြုတ်လိုက်တယ်သူကသဘောတကျနဲ့တဟားဟာအော်ရီမိတယ်မာကြီးတန်းကတော့သူ့ကိုလှပတဲ့မျက်စောင်းကြီးတစ်ချက်ထိုးပါတယ်ကဲမောင်ဖက်တာကြီးမင်းနဲ့အနီးဆုံးနေအောင်ကိုရောက်လာခဲ့ပါတော့မယ်မောင်ဟာမာကြီးတန်းရဲ့တပည့်ဆိုဖာပေါ်မှာခါမမက်ထားကတင်ကိုနှောက်ပစ်ပြီးတော့မပြုံးတုံတုံလှုပ်နေတဲ့မိမရှာကောင်းလေးတစ်ယောက်ကိုတစ်ချက်လောက်စိုက်ကြည့်ပြီးတဲ့အခါရှင်ထဲမှာအီလဲလဲကြီးဖြစ်သွားတယ်ကိုကခေါ်ချင်တာကမိမထမင်းချက်မာကြီးတန်းရှာပေးထားတာကမိမရှာနည်းနည်းတော့ဆယ်လွဲနေရလို့ထင်တယ်ဒါပေမဲ့လေမာကြီးတန်းရဲ့အညိုးအရတော့ဒီအချောက်လေးဟာထမင်းဟင်းချက်အလွန်ကောင်းတယ်ဆိုပဲပြီးတော့အခုမြင်တွေ့ရတဲ့လောက်လေတန်တန်ပြက်ပြက်တသက်ရရှိလာတယ်ပြောရရင်တော့မိကောင်းဖခင်သားသမီးပုံစံမျိုးဖြစ်ကအရှက်မြင့်မြင့်အသားဝင်းဝါဝါနဲ့ယောက်ျားပီပီတတနေအတော်အဖိုးတန်မဲ့သူမျိုးဖြစ်ပါတယ်သူမိဘတွေကတော့ဘလောက်များနှမျောလိုက်ပါရဲ့လေကဲမောင်ဖက်တာတယောက်ဘလို့များဆုံးဖြတ်မလဲကွယ်မာကြီးတန်းကစွတ်တော်မတိုက်တွန်းလို့ပါဘူးမောင်ကလည်းသမီးဟင်းကောင်းကောင်းချက်တက်တဲ့သူလိုချင်တယ်ဒီတယောက်ကလည်းသူ့အိမ်နဲ့အဆင်မပြေလေတော့အလုပ်တစ်ခုလောက်လိုချင်တာသူ့ပုံစံနဲ့လေကုမ္ပဏီတို့ဘာတော့မှအဆင်မပြေလေတော့အခက်ခဲဖြစ်နေတာမာကြီးတန်းစီမှာအလုပ်ထည့်ပြီးဖို့ကြပြန်တော့လေဒီအချောက်ကအချောက်ထဲမှာရှားမရှားတဲ့စဖို့မှုအချောက်လီသူကမိတ်ကပ်ပြင်တာဝါသနာမပါဘူးမောင်ကမာကြီးတန်းရဲ့စကားခေါင်းတစ်ချက်ညှိပြပြီးနောက်နန်းသားအမြည်တွင်တဲ့အချောက်လေးကိုတစ်ချက်ငဲကြည့်လိုက်တော့အဲ့ဒီအချောက်လေးကမောင်ကိုမျက်လုံးလေးပီကလက်နဲ့ကြည့်နေတယ်မာကြီးတန်းရဲ့ပြောပြချက်အရတော့ဒီအချောက်လေးဟာဝန်တန်းမိဘနှစ်ပါးပေါက်ဖွာလာပြီးအကူနှစ်ယောက်ရှိတဲ့ညီငယ်ဆုံးဖြစ်တဲ့ဒီလိုအချောက်ဘဝကိုပြပြခံယူလိုက်တဲ့အတွက်ဖခင်နဲ့အကူတွေကအိမ်ကနှင်ချထားတာကြောင့်စားဝတ်နေရေးခက်ခဲဖြစ်နေလို့ရေးစရာအပီးစီးပါတဲ့အလုပ်တစ်ခုကိုအပူတပြင်းလိုချင်နေတာတဲ့ဒီကိစ္စကိုမောင်လည်းဘလို့တောင်ဆုံးဖြတ်ရမလဲမပြောတတ်တော့ပါဘူးမမောင်ဖက်တာအနေနဲ့စမ်းသက်ခဲ့ခြင်းလည်းရပါတယ်ရှင်အချောက်လေးထံမှစကားတန်ထွက်လာရင်မောင်ကမာကြီးတန်းကိုတစ်ချက်ပြန်ကြည့်ကအေးလေမောင်အနေနဲ့ခုလိုအဖြစ်မျိုးတခါမှမကြုံဘူးတော့ပြောရမှာတမျိုးကြီးဖြစ်နေတယ်
သူကထမင်းဟင်းကောင်းကောင်းချက်တတ်တယ်ဆိုတော့စိတ်တော်လည်းဝင်စားပါတယ်အဓိကထမင်းဟင်းကောင်းကောင်းချက်တတ်ဖို့ပါပဲအဝိရှော်အိမ်မှုကိစ္စဘာညာတွေကလုံးမဲ့သူအိမ်မှာကောင်မလေးတယောက်တက်တက်ရှိပါတယ်အဓိကမိဖို့ကြောင့်နိုင်နှင်းဖို့ပါပဲဟုတ်ကဲ့နန္ဒလေးရောင်စမ်းကြည့်ပါကြိုက်မှသုံးပါအချောက်လေးကခန်းတွဲ့လေးနဲ့ရိုးရိုးကျိုးကျိုးလေးထပ်ပြောတယ်မောင်ကသူ့ကိုတစ်ချက်ပြန်ဆိုင်ကြည့်တာအေးလေဒါဆိုလည်းလုံးကြည့်အောင်မောင်မောင်ဖြစ်စေချင်တာအိမ်ရှင်မဘာချက်လို့မစီမံပေးဘူးတလားစာမိဖို့ကြောင့်စီကိုထုတ်ပေးထားမယ်နန္ဒာကြိုက်တယ်လို့ဟင်းအတွဲဆက်တွေကိုစီမံပေါ့အိမ်မှာအသားအလုံးစားတယ်သူကဘာမှလှည့်ကြည့်မှာမဟုတ်ဘူးအချိန်တိန်မိသားစုထမင်းဝိုင်းလိုမျိုးဖွယ်ရပဲစားချင်တာဘလို့လဲဖြစ်နိုင်မှာမလားအချောက်ကရင်းစားစလေးပြုံးကဖြစ်နိုင်ပါတယ်လို့ခက်အေးအေးလေးပဲပြန်ပြေးပါတယ်ဟုတ်ပြီလေဒါဆိုရင်ဘယ်တော့မှအလုံးစားဝင်နိုင်မလဲရှီလာဆန်းတရက်နေ့မှဝင်မမယ်ဩဒါနဲ့လေအမေကိုသွားပြန်ကြောခွင့်လေးအိမ်ခဏပြန်ခွင့်လေးတော့တပတ်ကိုတရက်လောက်ပေးပါနော်အဲ့လောက်ကတော့ရပါတယ်မောင်ရင်စကားကိုအချောက်လေးကအာပါတီကပြုံးပြကခေါင်းတစ်ဆက်ဆက်ညှိပြတယ်မောင်တို့နှစ်ယောက်ကိုအပြန်အလှန်ကြည့်ရှုနေတဲ့မာကြီးတန်းကလက်တစ်ဖက်ကိုဖြောင်းကနေရိုက်လိုက်ကကဲဒါဆိုရင်တော့နှစ်ဦးတစ်ဖက်အဆင်ပြေသွားကြပြီပေါ့မောင်အတွက်နန်တိုင်းလက်ရအောင်ရီးစက်နိုင်မှုအတွက်ဟောဒီမှာစားသွားအောင်ကြာဆန်ကြောတဲ့အိုးဒီပါစီတော့ပါပြီမောင်ကညင်းဆန်တော့လေသူကပါခက်ရွရွလေးဝင်ပြောတယ်စားတော့ပါဒီနေ့မောင်ဘက်တာလာမေးဆိုတာသိလို့တမင်ကြော်လာတာပါစားတော့ပါနော်တကယ်ကိုမခိုးတီကိုပုံစံလေးနဲ့ပြောနေတာမို့မောင်ကအနှင်းငယ်ပြုံးမိသွားကခေါင်းကြီးပြလိုက်ရတယ်အဲဒီနောက်မာကြီးတန်းဆိုင်ကထမင်းစားခင်းထဲမှာသူ့လက်ရာဖြစ်တဲ့ကြာစံကြုံကိုမြည်ဆန်းခွင့်ရတယ်ကြာစံကြုံဟာနမေကြီးဆိုင်တွေမှာရောင်းတတ်တဲ့လက်ရာမျိုးဖြစ်ကပထမတန်းစားဖြစ်ပါတယ်ငုံဥစီးဖူတွေနဲ့ကြာစံကြုံကိုစားပြီးတဲ့နောက်မင်းတန်သားဆိုတဲ့မိမရှာလေးရဲ့လက်ရာကိုအထူးသဘောကျနှိမ့်ချိတ်သွားရတယ်ဘလို့လဲအဆင်ပြေရဲ့လားမဝင့်မရဲလေးကြီးကလမ်းမေးနေတဲ့မင်းတန်သားကိုမောင်ကအချိုသားဆုံးပြုံးပြလိုက်ကလမ်းမတစ်ချက်ထောင်ပြလိုက်တယ်အရင်ကောင်းပါတယ်ဆိုင်ရကြာစံကြုံစားနေရတဲ့အတိုင်းပဲဒီလောက်ကောင်းမယ်တော့မထင်ဘူးသူမရဲ့ပြုံးသူကပီတိဖြာတဲ့မျက်လုံးလေးနဲ့ပြုံးကြည့်နေတော့လေမာကြီးတန်းကတော့မဲရွေးပြကအဲ့ဒါကြောင့်ပြောတာပေါ့ဒီအချော်ရက်ခောက်ကတခြားအချော်ရက်ခောက်လို့မဟုတ်ပါဘူးလို့မိကပြင်တာဝါသနာမပါပဲချက်တာပြုတ်တာဝါသနာပါနေတာဒါကြောင့်တယောက်တည်းခိုင်းကွဲပြီးဘယ်တောင်ကက်ရမယ်မသိဖြစ်နေတာအခုကက်ရမယ်ကန်တွေ့ပါပြီနော်မာကြီးတန်းတို့ကတော့လေသူများကိုဆိုပြောဖို့ကြီးပဲနန္နာကမာကြီးတန်းကိုခက်ဆွာဆွာလေးပြန်ပြောရင်ဘာကြောင့်မှမသိပဲမာကြီးတန်းကတော့အဲ့ဒီပုံစံကိုတဟားဟာအော်ရီပါတယ်မောင်ကလေတိတ်မရင်နေတာကြောင့်ပပမရီမိတော့လေသဘောတော့ကျနေခဲ့တယ်ဘာပဲဖြစ်ဖြစ်တန်တန်ရှင်းရှင်းနဲ့ကျမ်းမာရေးနဲ့ညီညွတ်တဲ့စားကောင်းတောက်ဖွယ်ရတွေကိုစားတော့ရတော့မှမို့ကျင်းနဲ့နေခဲ့တယ်အန်တီလေးလည်းကျင်းနဲ့နေပါလိမ့်မယ်မင်းနန္ဒာဟာမှန်ရှိမှပေါ်နေတဲ့သူ့ရုပ်သွင်းကိုကြည့်ကဤကနေတစ်ချက်ရေးမိတယ်သူဝယ်စားထားတာပန်းရောင်တီရှပ်အချက်လေးဖြစ်ကဂျင်းမောင်းမီတထင်းသားဖြစ်တော့လေအဝယ်စားအဓိကမဟုတ်ပဲလီယူလီသိန်းနဲ့ဟန်ပန်းအသာအဓိကဖြစ်ကြောင်းအချောက်သူတေသနာစစ်တမ်းရသိရှိပြီးဖြစ်ပါတယ်ဒါကြောင့်သူကမိတ်ကလေးလိမ့်စရာမလိုနှကန်းနီလည်းစိုးစရာမလိုတကယ်ချောက်နေတဲ့သူတယောက်ကမိမလိုဝစ်စင်ထားမှမဟုတ်ပဲပုံစံအမူအရာနဲ့စကားပြောဆိုတာတွေကိုကြည့်ပြီးခြောင်ပန်းတိတာစီတာကြောင့်သူကအချောက်အိုက်တင်ကိုပပလေးပဲယူထားတယ်ဒါကြောင့်လေသူ့အတွက်ကမောင်ဘတ်တာတို့အိမ်မှာအလုံးလုံးရတာအဆင်ပြေပါတယ်သူ့အမေကတော့တငယ်ချင်းနဲ့ဆက်တူဘီယာဆိုင်နဲ့ရှယ်ယာဝင်ထားတာမို့ဆိုင်မှာသွားထိုင်ပေးရမယ်လို့အကြောင်းပြထားတဲ့အတွက်အပေါင်းအသင်းမဲ့တဲ့သူ့အကြောင်းကိုလည်းသူ့အမေကရှုံတယ်မောင်ဘတ်တာတို့အိမ်ဟာဝင်တာမီယာထဲမှာတီရှိကရိုးရိုးစင်ဆက်ကချမ်းသာလာသူတွေလို့ခံမှန်းလို့ရပါတယ်ဒါပေမဲ့ဆွေမျိုးရဲ့အင်အားတောက်တင်းခြင်းကတော့လေးပါးလာသူလေးဖြစ်ကတအိမ်လုံးနဲ့တစ်ချမ်းလုံးပြေးကြည့်တော့မှနှလုံးရောဂါတဲ့အတော်အပြိုကြီးတစ်ယောက်နဲ့မောင်ဘတ်တာတို့2ယောက်သာရှိတယ်လက်တူလက်တောင်ခိုင်းစီဖို့ခေါ်ထားတဲ့အိမ်ပေါ်လေးနဲ့မှ3ယောက်ရှိကလုံခြုံကြီးကတော့တွေးကြည့်တာနဲ့တော့အားကေဖို့ကောင်းလာတယ်အတော်အပြိုကြီးဆိုပေမဲ့အသက်က35ကျော်လောက်ပဲရှိသေးကကျမ်းမာရေးအခြေအနေရအားမတော့တိတ်မလုံနိုင်တော့ဘူးမောင်ဘတ်တာကသာအိမ်ငယ်စီးပွားရေးကိုဦးဆောင်နေရသူဖြစ်ကတကယ်တမ်းတွေးကြည့်ရင်တော့သူမရဲ့ဘဝလေးကတနာဖို့ကောင်းလို့နေတဲ့ရှိစားလေးတစ်ယောက်ထားပြန်တော့လေသစ္စာဖောက်ကသူများနေညာတဲ့ငါကြီးစားဖြစ်သွားတယ်ဆိုတော့မောင်ဘတ်တာရဲ့မျက်ခုံးတစ်ဖက်ဟာအစင်အမြဲတွန့်ချိုးနေတာတော့အဆန်းမဟုတ်တော့ဘူးအဲ့ဒီမျက်ခုံးလေးတွေတဖြည်းဖြည်းနဲ့ပြည်လာမယ့်အချိန်တော့သူကစိတ်ရှင်လက်ရှင်နဲ့ပဲစောင့်ရမှာဖြစ်ပါတယ်သူ့အဆိုအရတော့ကိုချင်းတဲ့အရာရာကိုအကောင့်တိုက်ဖြစ်စေမယ်ဆိုတာပဲဖြစ်ပါတယ်အဲ့ဒီတွေးနဲ့တူ
သူကသူ့အတွက်ပေးထားတဲ့အခန်းထဲမှာထွက်လာခဲ့တယ်။သူ့အခန်းနဲ့အိမ်ပေါ်ကောင်မလေးရဲ့အခန်းမှာအောက်ထပ်မှာရှိတယ်။သူကမနေ့ကညမှဒီအိမ်ကိုရောက်လာတာဖြစ်တာကြောင့်ဒီအိမ်ရဲ့အထာကိုတော့တိတ်မသိသေး။ဒါကြောင့် breakfast ကိုတော့ခက်ယူယူပဲပြင်ထားလိုက်တယ်။ coffee စက်ဥ half fry နဲ့ပေါင်မုံမီးကင်တို့ဖြစ်ကနှလုံးရောဂါသမားအတွက်တော့နွားနုတစ်ခွက်စီစဉ်ထားလိုက်တယ်။၈ နာရီမှာတော့တူကြီးနှစ်ယောက်စလုံးထမင်းစားခန်းထဲကိုရောက်ရှိလာတယ်။သူကမနဲ့စောစောမှာမောင်ဘက်တိုင်ရဲ့မျက်နှာလေးကိုမြင်ရတာလောက်စိတ်ချမ်းသာဖို့ကောင်းတာမရှိဘူးလို့ထင်မိပါတယ်။ဘာမှနှိမ့်ချင်မထားရသေးတော်လေမောင်ဘက်တိုင်ရဲ့မျက်နှာလေးမှာဖြူစင်နူးညံ့နေတယ်။အိမ်ကြီးဘဝအိတ်ထားရတဲ့အတွက်ဖူးစင်ဝင်းမွတ်ကတင်းတင်းရင်ရင်လေးဖြစ်နေတယ်။စံရွယ်ညိုရင်းရင်တွေကိုဘီးကုတ်တစ်ချောင်းနဲ့ပင့်တင်ထားကသူမက breakfast ဝိုင်းကိုငဲကြည့်တယ်။ဒီတော့မှပဲသူက၆တွေ့နေတဲ့လွဲတက်တဲ့လေးတန်းနဲ့စကားစတင်ပြောပါတယ်။ဒီနေ့တော့အိမ်မှာရှိတဲ့ဟာလေးတွေနဲ့ပဲ breakfast ကိုအဆင်ပြေအောင်စီစဉ်ထားပေးပါတယ်။မောင်အတွက်က coffee အန်တီလေးအတွက်ကနို့ပါရရလား။ရတယ်တော်သေးတာပေါ့အန်တီလေးက coffee တောက်လို့မရဘူးကွ။နန္ဒာကသိတာပဲ။ဟုတ်နန္ဒာကိုလေမောင်ကပြောထားပါတယ်။သူကခပ်ပူပူလေးပဲလက်ကလေးကိုရမ်းပြီးပြောလိုက်တော့အန်တီလေးကပြုံးစီစီနဲ့တစ်ဖက်ကိုလှည့်သွားတယ်။သူမကတော့သူဖြော်ထားတဲ့ coffee ကိုတငုံမြီးကြီးကမျက်လုံးပင်းကြီးလေးရဲ့ coffee ကဆက်နဲ့ဖြော်ထားတာလား။ဟုတ်အဆင်ပြေရလား။ပြေပါတယ်။အိမ်မှာ coffee ကျိတ်ဆက်တို့ coffee ဖြော်တဲ့ဆက်တို့ရှိပြီမဲ့အချိန်ပေးပြီးတကူးတကမလုံနိုင်တော့မသုံးဖြစ်ဘူး။နန္ဒာက coffee ကောင်းကောင်းဖြော်တတ်တယ်နဲ့တူတယ်။ဟုတ်သူကသူမကိုရှိုးလက်လေးကြီးကခက်နှဲ့နှဲ့လေးပြန်ဖြေလိုက်သူမကသူ့ကိုတေးချပြန်ဆိုင်ကြည့်ပြီးနောက်ဘာမှမပြောတော့ပဲ coffee ကိုငုံတောက်နေတယ်ပြီးတော့မှအိမ်အတွက်ဘာတွေဝယ်ဖို့ရှိတယ်လဲနန္ဒာလူအပ်မယ်ထင်တာတွေပေါ့ပြီးရင်ပတ်စံထုတ်ပေးမယ်အေးရှင်နဲ့သွားဝယ်လိုက်ကြပေါ့မောင်ကသွားမဝယ်ဘူးလားသူ့ရဲ့ခက်ဆူဆူဆောက်ဆောက်အပြုံးကိုမောင်ကတစ်ချက်မောကြည့်ပြီးတော့သူကဘာသွားဝယ်ကြလို့လဲအဲ့ဒါရှင်းလို့လေဟုတ်တော့ဟုတ်တာပေါ့လို့ဒါပေမဲ့မောင်နဲ့တူတူလူရာလေးတွေညှိနှိုင်းမိဝယ်တော့ပုံမကောင်းဘူးလားလို့သူကအကဲပူပူနဲ့မီးလေးဆက်ကပြောလိုက်သူမကမျက်စောင်းတစ်ချက်ကိုမထိုးရုံတမဲနဲ့ပေါင်မုတ်တစ်ချက်ကိုကြိုက်ဝါကမကောင်းကျမစည်းဝေတာဝါသနာမပါဘူးချက်တာပြုတ်တာလဲဝါသနာမပါဘူးအော်တော်တော်မိမပီးတာပဲဘာရဲ့အော်မိမမဆန်လိုက်တာလို့ဆိုလိုချင်တာပါယောက်ျားဆန်တာပေါ့နော်ဘလို့ပြောရမလဲအဲ့လိုမျိုးလားသူကမျက်စာမျက်နှာတွေမှာပြက်လျက်လက်ချောင်းလေးတွေကိုလှုပ်ကာခက်ခါနဲ့ပြောရင်သူမကမျက်မှောင်ကျုပ်ကြည့်တယ်သူမဘီကအပြိုကြီးကတော့ပြုံးကျင်တဲ့မျက်နှာဘီနဲ့ရှိနေတယ်ဒီပြိုကြီးကြီးရတာအချောက်တောင်ကောင်းကောင်းကန်ကန်မြင်မှုပုံမပေါ်ဒါကြောင့်သူပြောသမျှဆိုသမျှတွေကိုဒီကိုဖြောပြနေတဲ့လားမဆက်အဟောင်းသားနဲ့လိုက်ကြည့်နေတာပါဒီမဲ့မင်းနန္ဒာဒီအိမ်မနေစကားဖို့တိတ်မပြောပါနဲ့စကားအပူပြောတာကျမမကြိုက်ဘူးအော်နန္ဒာကတော့ဗစက်ပိတ်ကြီးနဲ့မနေတတ်ပါဘူးဆွေဆွေနေနေပြောပြောဆူဆူ family type ပေါ့ဟုတ်ပါတယ်မောင်ရဲ့သူပြောတာတွေကနောက်ထောင်လို့ကောင်းပါတယ်အန်တီလေးမှာဒီနေ့တယောက်တည်းပဲစာဖက် TV ကြည့်လို့နေတော့ဒီလိုပြောပြောဆူဆူလေးရှိမှစိတ်အပန်းပြေလာပေါ့ကဲနန္ဒာမောင်ပြောတာတွေကောင်းနေမထင်နဲ့မောင်ကအဲ့လိုပဲသူကတနေ့တိတ်အလုပ်များတော့ stress တွေပြီးပြီးစိတ်အလိုမကျတွေဖြစ်နေတာအရာရာတိုင်းကကိုယ်သဘောတိုင်းကြီးပဲဖြစ်ပါမလဲကွယ်ဟုတ်ပါမောင်သဘောကြီးတော့ဘဲဖြစ်မလဲနော်သူကအကဲပူပူလေးဝင်ပြောလိုက်သူမထံမှတာပါတဲ့မျက်စောင်းကြီးတစ်ခုကဒိုင်းကနေဝဲပြန်ပြီးတော့ရောက်လာတယ်အဲ့ဒီမျက်စောင်းဟာအင်မတန်လှပတာကြောင့်သူ့ရင်ထဲမှာတော့တစ်ချက်ဆောက်ခုံလို့သွားပါတယ်အန်တီလေးကတော့သူ့အပြုံးကိုသဘောတခြားနဲ့ဟပက်ရီလို့နေတယ်သူမကအတော်ဖြစ်သူပါမျက်စောင်းတစ်ချက်ကဲကြည့်ကအန်တီလေးလည်းနော်ဒီမာမီရှင်းကိုတော်တော်သဘောကျနေတူတယ်ပြောသမျှအဟိလိုက်လို့သာနေတော့တာပဲအော်အန်တီလေးလည်းခုမှရီစရာပြုံးစရာတွေ့တော့တာလေကွယ်မောင်ကလေဒီနေ့အလုံများလုံးအားကြည့်တော့အန်တီလေးနဲ့လေဒီလိုပက်စကားပြောနိုင်တာမှမဟုတ်တာဘာပဲဖြစ်သူရောက်လာတော့အန်တီလေးတို့အိမ်ဆူပြေရှိတာပေါ့ဟုတ်ပါနောက်ဆိုရင်လေဆူပြေုံနေမကောက်ဆူရွှဲအောင်ပါဝင်ပြောလိုက်တဲ့သူ့စကားကိုလေအန်တီလေးကပက်ရှိရဲ့နောက်တော့သူမကပဲစိတ်မရှိဟန်နဲ့စကားဝိုင်းကိုဖြတ်တော့တယ်ကဲတော်ကြတော့နန္ဒာရှင်လဲစည်းဝေစရာရှိတာသွားဝယ်ဘာတွေဝယ်မှလဲဘလောက်ကုန်ကြနိုင်တယ်လဲကျက်သွန်ဖြူညဝယ်ထားခြင်းနဲ့စီဝယ်ထားမယ်ငါ6တို့ဘာလို့ဝယ်ထားမယ်တခြားလိုအပ်တဲ့ကုန်ကြောက်တွေဝယ်ထားမယ်ဟင်းသီးဟင်းရွက်နဲ့အသားငါကတော့2ရက်3ရက်တခါဝယ်လို့ရပါတယ်ကောင်းပြီအခုလောလောဆယ်ဝယ်ဖို့9000ပေးလိုက်မယ်တသိန်းကတစ်လစာမိဖို့ချောင်စီအဖြစ်သတ်မှတ်ပေးထားမယ်စည်ရင်လှုပ်ထားဖို့ငါကုံသားနဲ့စည်ရင်ရှင်းနဲ့လှုပ်ကြမယ်
အဆင်ပြေလားသူကသူမတို့ကိုခက်အီအီအကြည့်လေးနဲ့မခိုးမခက်စိုက်ပြုံးပြလိုက်ကမောင်အဆင်ပြေသူများလည်းအဆင်ပြေရမှာပေါ့ကွယ်သူမကပြီးဆောင်ဆောင်နဲ့တစ်ချက်ကြည့်ကဘာမှဆက်မပြောတော့စားစရာရှိတာဟုတ်သားဂုံစားနေတယ်သူမတယောက်သူပြင်ဆင်ပေးထားတဲ့ breakfast ကိုနှစ်သက်စွာစားနေပုံကိုကြည့်ပြီးနေ့တိုင်းမှာဘယ်လိုကောင်းအောင်ချက်ကျွေးရမလဲဆိုတဲ့အတွေးစိတ်ကူးတွေကသူ့ကောင်းတွေကိုတန်းစီပြီးတော့ဝင်ရောက်လာပါတယ်ယောက်ျားတွေရဲ့နှလုံးအိမ်စီကိုအချစ်ဟာအစာရင်ဦးလန်းချောင်းမှတစ်ဆင့်စီးဆင်းသွားတယ်လို့သူကြားဘူးတယ်ဒါဟာယောက်ျားတွေကြီးပဲလို့တော့အတက်ပြောလို့မရနိုင်ဘူးအစာကုန်ကြိုက်တဲ့မိန်းကလေးတွေမှလည်းအချစ်ဟာအစာအိမ်ကတစ်ဆင့်နှလုံးသားကိုရှောင်မသွားဘူးလို့ဘယ်သူမှမပြောနိုင်ပါဘူးတေချာတာကတော့ဟုတ်မဟုတ်ကိုသူကလက်တွေစမ်းသက်ကြည့်တော့မယ်အိမ်အပေါ်တက်ကဆင်းလိုက်ပြီးထမင်းစားခဲလေးကိုဝင်လိုက်တာနဲ့မောင်ရဲ့နှာခေါင်းဝေါတင်းပြက်နဲ့မဝင်းကားဟင်းရည်နဲ့တိုးဝင်လို့လာတယ်မောင်ကဇဝဲမှာရက်ကြည့်လိုက်ကျွေးပကံလုံးကြီးထဲမှာအငွေထောင်းထောင်းထနေတဲ့အိုးဘဲဦးစိန်လေးတွေနဲ့မဝင်းကားဟင်းရည်တွေကိုမြင်လိုက်ရတာမှချက်ချင်းပဲအာကောင်မာတော်ဆူဆွတ်လာတယ်လို့ခံစားရတယ်စားတော့မယ်မဟုတ်လားမောင်ရင်ပြင်လိုက်တော့မယ်နော်အန်တီလေးရဲ့အမေကိုမောင်ကခေါင်းတစ်ချက်ညှိပြပြီးတဲ့နောက်ဇပွဲမှာဝင်ထိုင်လိုက်တယ်အန်တီလေးကလည်းမောင်ကိုမဝင်းကားတပွဲပြင်ပြီးတယ်မောင်ဟာမဝင်းကားကိုတစုံခတ်စားကြည့်ပြီးမှအရသာရှိလာတော့တတိပြုမိကဒီမဝင်းကားကောက်လိုက်တာဘယ်ဆိုင်ရတော့ဝေလာရလဲဝေတာမဟုတ်ဘူးမောင်ရင်အဲ့ဒါနန္ဒာချက်တာလေဟုတ်လားဘလို့ချက်လိုက်တာလဲအဲ့ဒါတော့အန်တီလေးလည်းမသိဘူးအန်တီလေးနိုးလာတော့မဝင်းကားကြက်နေပြီအဲ့ဒီမှာမောင်အတွက်ကော်ဖီလေးဖြော်ထားတယ်အချောက်လေးကဟင်းချက်တာတော့ဘလို့နေမှမသိဘူးနော်မဝင်းကားလက်ရတော့ပထမတန်းစားပဲဟုတ်နေတာကြောင့်မောင်ကအားမှပြန်မပြောမိဘူးမဝင်းကားတော့သာခေါင်းမဖော်တဲ့စားနေမိတယ်တော်ရုံတရုံထမင်းဟင်းကလူတိုင်းချက်တတ်သေးတယ်မဝင်းကထမင်းဟင်းချက်တဲ့သူတိုင်းမချက်တတ်ပါဘူးဒီလိုပထမတန်းစားမဝင်းကားကိုချက်တတ်ပြီးဆိုမှတော့ထမင်းဟင်းကတော့ပြောနေဖို့မလိုဘူးလို့သဘောပေါက်လိုက်တယ်ခမရမယောက်ျားစစ်စစ်လေးသားဆိုရင်ဘယ်လောက်အဖိုးတန်မလဲနော်သူမိပါရဲ့များဘယ်လောက်နှမျောလိုက်မလဲဒါမျိုးကတကယ်စိတ်ပါလိုက်ဘာနဲ့မှတားမရဘူးလေဘဝပြီးကုသူကံဆိုတော့လေအပြစ်ပြောလို့မရပြန်ဘူးလောကမှာယောက်ျားစစ်စစ်လွန်နေပြီးအချောက်တစ်ယောက်လောက်မှစိတ်တက်မမြင့်မြတ်တဲ့ယောက်ျားမျိုးတွေလေတပုံတစ်ခေါက်ရှိတာပဲချက်ချင်းပဲဒေါသတွေထွက်ကစိတ်တိုးပြီးရှူးရှူးရှားရှားဖြစ်လာတဲ့မောင်ကိုအန်တီလီကမသက်သာသလိုကြည့်ကဖြစ်နိုင်အဲ့ဒါကြီးကိုမောင်ကောင်းလေးကထုတ်ထားပါကွယ်ကိုနဲ့မထိုက်တန်လို့သွားရပဲမှတ်ပါသူနဲ့ထိုက်တန်တဲ့မိန်းကလေးကိုပဲသူရသွားတာပဲမဟုတ်လားဟုတ်ပါတယ်မောင်ကလည်းအဲ့ဒီယောက်ျားမျိုးထက်ဆိုင်အချောက်ကမှမြင့်မြတ်တည်ရလို့ပြောနေတာဒီအချောက်လဲတိတ်တော်ယုံမထားနေဘူးအန်တီလေးရင်ဒါပေမဲ့မာကြီးတန်းကအာမခံထားတာဆိုတော့အကျင့်စာရိတ္တပိုင်းကတော့စိတ်ချရပါတယ်တတိဆိုတာတော့ပိုရပဲရှိပါမလဲအေးပါကွယ်ဘာပဲဖြစ်ဖြစ်သူရှိတော့ပြောစရာကောင်းပါတယ်ဟေးဘလို့လဲမောင်ဘက်တာကြီးစားလို့တောက်လို့မှအဆင်ပြေရဲ့လားအဲ့ဒီအတန်ဆာဆာကမင်းတန်သားဆိုတဲ့အချောက်လေးထံမှဖြစ်ပါတယ်မိဖို့ခန်းကြီးကနေပြီးသမင်းစားခန်းထဲကိုအတန်ဆာဆာနဲ့ဝင်ရောက်လာတာမို့လို့မောင်ကအန်တီလေးကိုမျက်စာတစ်ချက်ပြစ်ပြလိုက်ကသူ့ကိုတော့ခေါင်းကြီးပြလိုက်ရတယ်သူကမောင်တို့ဘေးမှာလာရက်လျက်ဒီနေ့ breakfast ကတော့မိုးဟင်းကားလေမနေ့ပြန်ကြရင်မန္တလေးမီးရှည်လုံးမှာ breakfast တွေကိုတစ်နေ့တစ်မျိုးမယုံအောင်တင်ဆက်သွားမယ်နော်အော်မောင်ယုံသွားရင်ထဲဖို့အတွက်ထမင်းကြိုက်လည်းအစင်သက်မယ်နော်ဘာကြီးတွေစီစဉ်ထားလဲဒီနေ့လားဒီနေ့ကချက်သားဟင်းငဖယ်တော့အစိမ်းကြော်နဲ့ချမောင်ဟင်းချိုတို့လေအားလုံးချက်ပါပြီရုံးသွားကန်ဒီအေးရွှေကိုထည့်ပြီးဖို့မှားထားတယ်အော်မောင်စားချင်တဲ့ဟင်းတွေရှိရင်လည်းပြောလေနန္ဒချက်ပေးမှာပေါ့မောင်ကဘာတွေကြိုက်တယ်လဲမောင်ကရှူးရှူးနေဝင်နေတဲ့အချောက်ကိုခက်တီတီပဲနှလုံးတစ်ချက်လှမ်းကြည့်ကအကုန်ကြိုက်ပါတယ်အဆင်ပြေသလိုသာအဆက်ဟက်တက်အောင်ချက်ပါโอเคနန္ဒာကလေမောင်တို့တူကြီးကိုတနေ့တစ်မျိုးမယိုးရလီအောင်ချက်ကျွေးရုံပါအချောက်ဟာတကယ့်ကိုပဲရှောက်သီးဆေးပြားရောင်းနေတယ်လားအိုင်တစ်အပြည့်နဲ့ပြောနေတာဖြစ်တာကြောင့်မောင်ကစိတ်ပြက်လက်ပြက်နဲ့မတိမတာနှာခေါင်းရှုပ်မိတယ်အန်တီလေးကတော့အဲ့ဒါကိုပဲသဘောတကျဖြစ်ကတပြုံးပြုံးနဲ့ကြည်နဲ့မစုံဖြစ်နေတယ်နန္ဒာကအခြားမိန်းမရှာရီလိုမိခင်အလှပြင်တာဘာညာကြတော့ဝါသနာမပါဘူးလားကွအေးနန္ဒာအလှတော့ကြိုက်တယ်ဒါပေမဲ့အလှပြင်မိတာတော့ဝါသနာမပါဘူးနန္ဒာကလေအချောက်တွေထဲမှာဆိုရင်လိုင်းကြောင်အချောက်လို့ပြောလို့ရတယ်ဟင်းချက်တာပဲဝါသနာပါတယ်လိုင်းကြောင်တယ်လို့တော့ပြောလို့မရပါဘူးတချို့ယောက်ျားလေးတွေကလည်းအချက်ပြုတ်ဝါသနာပါတာတွေရှိပါတယ်စားတောက်ဆိုင်တွေမှာဆိုရင်အမျိုးသားစဖို့မှုတွေရှိတာပဲလေဟုတ်ဒါပေမဲ့နန္ဒာကတော့အချော်တစ်ခေါက်စဖို့မှုတဲ့အော်အန်တီလေး breakfast စားပြီးတောက်ဖို့စီးနော်သူကတခါတောက်စားပြင်ထားတဲ့ဈေးပကံပြားလေးကိုအန်တီလေးရှေ့အသာတိုးပေးလိုက်ရင်အန်တီလေးက
ကြည်နဲ့စွာနဲ့လက်ခံယူတယ်။အန်တီလေးရဲ့နှပီးမှာရက်ပေးပြီးနောက်စေးတောက်ဖို့ရေးထည့်ပေးတာတီရှူးယူပေးတာစားသဖြင့်ဂယုတဆိုင်လုပ်ပေးနေတာအောင်မောင်ကတေးချစွာအကဲခတ်နေမိတယ်။ဒီ6ဟာအစင်တန်းရှိယူကောင်းမိကောင်းဖခင်သားသမီးအတိုက်အဝန်းတရားဆင်းသက်လာတဲ့အချောင်းဖြစ်ပုံရတယ်လို့မောင်ကခန့်မှန်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ personality ကအညံ့နေရမဟုတ်ဘူး။ပြီးတော့သူဝတ်ပုံစားပုံကလည်းတန်မိုးကြီးနူးရွမျိုးတွေဖြစ်ကရင်မွေးနယ်လေးတသိန်းကလည်းမွေးပြတ်နေသေးတယ်။သပင်ပုံစံကစတန်မိုးကြီးပေးပြီးတေချာပြုပြင်ထားမှန်းသိတာတဲ့မဟော်ကနီအောင်ပြေးအလံလေးတွေဖြစ်ကနားမှာပလက်တီနမ်နှကွင်းလေးနဲ့အပြင်စင်ကတော့ပထမတန်းစားရဖြစ်ပါတယ်။ကို့မှာလည်းလိုအပ်ချက်6သာလက်ခံလိုက်ရပြီမဲ့မောင်ဟာဒီလိုဟိုမရောက်တင်မရောက်လူမျိုးကတော့တိမ်မခန့်ချင်လာဘူး။ယောက်ျားဆိုရင်ရင်းသားတော်မကူးချင်တဲ့မောင်မှာအချောက်တယောက်ကလည်းယောက်ျားပဲမို့အလုံးမခန့်လို့ဒါပေမဲ့လေကို့မှာလိုအပ်နေတာဖြစ်လေရမချစ်တော့လေအောက်ကနေရတဲ့ပုံစံဖြစ်နေပါတယ်။မောင်လူချင်းတဲ့ပုံစံမှာဒီပုံစံမျိုးပဲဖြစ်တာမို့ဒီခေတ်ထဲမှာဒါမျိုးလဲတော်တရုံမရှိတော့အမှန်အားဖြင့်ဆိုရင်အိမ်ရှင်မတယောက်ဟာဒီနေ့ဘာချက်ဆိုတာလောက်တော့စီစဉ်ပေးရမှာဖြစ်ပြီးမောင်ကအဲ့ဒါမျိုးပဲလှုပ်ချင်သူမဟုတ်ပါဘူးမိဖို့ကြောင့်စရိတ်တလားစာထုတ်ပေးထားပြီးအချိန်တိုင်သမီးဝိုင်းမှာဝင်ထိုင်ကသမီးကောင်းဟင်းကောင်းစားကျင်သူဖြစ်ပါတယ်မောင်ဟာဒီအချက်ကိုသဘောကျတယ်လည်းမဟုတ်သဘောမကျဘူးရဲ့လည်းမဟုတ်ပဲတမျိုးတော့တမျိုးကြီးလိုခံစားနေရတာမှထူတော့ထူးဆန်းပါတယ်ဘလို့ပဲဖြစ်အန်တီလေးကိုတော့ဂယူးဆိုင်ဖို့မှာရအောင်ပဲမောင်ဟာနန္ဒာနောက်ထဲဝင်သွားတာနဲ့အန်တီလေးဒီအချက်ကိုတိတ်သဘောကျပြီးယုံစားမနေနဲ့အောင်နော်ပုံမှန်ပဲကောင်းနေအေးပါမောင်ရဲ့မောင်ကလေသူ့ကိုအာနာရှင်ပုံစံကြီးတိတ်မဆက်ဆံပါနဲ့ခမညာမှာတနာစရာကောင်းပါတယ်မောင်ကပုံမှန်ဆက်ဆံတာရေရှည်အတွက်ဆိုရင်ပုံမှန်ပဲကောင်းနေဒီမှာအန်တီလေးကလည်းသူ့ကိုဟဲအေးရွှေကလည်းဟဲနဲ့အဟန်တခုတော့ရှိမှဖြစ်မှာလေလူတွေကိုမယုံကြည်တဲ့အန်တီလေးရဲ့နေ့နဲ့ချီပြီးဆက်ဆံလာတဲ့သူတွေတော့နောက်ကျိုးကိုဓာတ်နဲ့ထိုးသွားသေးတာတတိနဲ့အပြည့်နေနိုင်ကမှတော်အားကြမှာကဲမောင်ယုံသွားဖို့ပြင်ဆင်တော့မယ်ဂယူးဆိုင်အေးပါကွယ်မောင်စိတ်လေးတွေနည်းနည်းပြုတ်လိုက်ပိုသက်တာမလားပဲမောင်ကဘာမှထပ်မပြောတော့ပဲအပေါ်ထက်ကိုတက်လာကရေချိုးပါတယ်ပြီးတော့ယုံသွားဖို့အတွက်ပြင်ဆင်ကအောက်ထက်ကိုပြန်ဆင်းလာတယ်ပေါ်တီကိုအောက်မှာမောင်ရဲ့ကောင်းကိုအစင်သေးရက်ထားပေးပြီးသားတွေးလိုက်ရတယ်သွားတော့မလားမောင်အေးရွှေရင်မောင်ရဲ့ယုံချင်ယူခဲ့တော့ဟိမောင်ကောင်းဒီနောက်မှာဘသူရက်ထားလဲအန်တီလေးနန္ဒာဘော့ကွယ်မောင်အစင်သေးတက်မောင်းလို့ရအောင်လို့တဲ့သူရွှေ့ပေးထားတာဒီ6ကလည်းရှေးရှိတယ်ဩသူကစီရင်တာနဲ့ပါကွယ်ကဲအေးရွှေချင်းကိုကားပေါ်တင်တော့ကဲအန်တီလေးမောင်သွားတော့မယ်နော်သတိဝရိယနဲ့နေဟောမောင်ယုံသွားတော့မှာလား Try safety နော်မောင်ကောက်ခယူးဆိုင်မောင်ဖြည်းမောင်မှာထုံးစံတိုင်းသူမပိုင်မပြီးတဲ့အချောက်နန်းနာပေါ်တီကိုအောက်မှာခက်နှွဲ့လာရဲ့ရင်မောင်ကိုတက်တာပြကနှုတ်ဆက်တယ်မောင်ကဘာမှပြန်မပြောတော့ပဲနှကန်းကိုတင်းစီကကားပေါ်တက်ပြီးတော့မောင်းထွက်လာခဲ့ရုံရည်ချင်းနဲ့ပျော်ရွှင်ခြင်းတွေကမောင်ရဲ့ကဘာမှာပျောက်ဆုံးခဲ့တာကြာပြီဖြစ်ပါတယ်မင်းနန္ဒာဟာမိဖို့ထဲမှာချမ်းစရာပြုတ်စရာရှိတာတွေကိုစီစဉ်ပြီးတဲ့အခါအိမ်ရှိခန်းစီကိုမယောင်မလဲနဲ့ထွက်လာခဲ့တယ်အကြောင်းကတော့အန်တီလေးကိုစကရောဖော်ရောနဲ့မောင်ဘက်တာရဲ့အကြောင်းတွေအေးအောင်မလို့ပါအန်တီလေးကတော့မောင်ဘက်တာနဲ့မှုကွဲစွာစိတ်နှလုံးသားနူးညံ့မုံရသေးတယ်သူမကတော့တဏီကုန်နေလို့တခါတော့ပြုံးတာမမြင်ဘူးသေးဒါကလေသူ့เจ้าနဲ့သူရှိပါလိမ့်မယ်အန်တီလေးဟာအိမ်ရှိမှာမဂဇင်းစာအုပ်ကိုပိုလန်တီလောလုပ်နေတယ်သူကအန်တီလေးရဲ့အနားကိုမယောင်မလဲတိုးခဲ့သွားကအန်တီလေးအော်ဘာပြောမလို့လဲနန္နာပြောလေအော်ညနေစာအုပ်လေဘဲချိုပေါင်းရဲ့ကြက်မဆိုင်ဟင်းချိုရဲ့ကြောက်ပွင့်တုံရဲ့နောက်ပစုံကညွတ်ကျော်ရဲ့စီစဉ်ထားပါတယ်အဲ့ဒါအဆင်ပြေရဲ့လားအားများထပ်စားချင်တာရှိလဲလို့ပါမရှိပါဘူးကွယ်ဒါရီတောင်ပြည့်စုံလုံးနေပါပြီဟိုမောင်ကရောကြိုက်ပါမလားမသိဘူးအော်ကြိုက်ပါတယ်အမလီ तू ကဘဲအချိုပေါင်းဆိုရင်တိတ်ကြိုက်တာကြက်မဆိုင်ကလည်းသူ့အကြိုက်ပဲမောင်ကအစားကောင်းအယမ်းမှတ်တာသူ့အမေရှိတော့ကဆိုသူကအမြဲတမ်းကောင်းကောင်းစားခဲ့ရတာလေဒါကြောင့်အရွေအိမ်မော်ရီချက်တဲ့လက်ရဆိုဘယ်တော့မှစိတ်တိုင်းမကြောက်စားလည်းမစားခုမှပဲသူ့ဆန္ဒပြေဝသွားတော့တာသူ့ဆန္ဒပြေဝတယ်သာပြောနေသူအဖြစ်နန္ဒအပေါ်တိတ်စိမ့်တာပဲသူ့ရဲ့ဆူဆူအောက်မူနဲ့နဲ့အပြုံးအန်တီလီကအသားအရာရီမောကမောင်ကအဲ့လိုပဲနေတတ်လို့ပါပြောရရင်တော့မောင်ကတနာဖို့ကောင်းပါတယ်ဟုတ်လားဘာဖြစ်လို့လဲသူကမျက်လုံးလေးပေကလတ်နဲ့ပြန်မေးလိုက်တော့အန်တီလေးဟာခေါင်းတစ်ချက်ဆက်ကအကုန်ပြောပြတော့တယ်မောင်ဖေနဲ့မေက
မောင်8 တန်းလောက်ကလေးကကွဲသွားကြတာကွ။မောင်ဖေကနောက်ရင်နောက်ရင်နိုင်ငံသားမှာနောက်ကြတော့မောင်မရီးစားတစ်ယောက်ရတယ်။ယောက်ျားတွေဆိုအဖေကစပြီးမယုံခဲ့တဲ့မောင်ဟာအဲ့ဒီတစ်ယောက်ကိုလည်းစစ်စစ်ရွေးချယ်ခဲ့တာပါပဲ။သူ့မိရဲ့တိုက်တွန်းမှုတွေလည်းပါတာပေါ့။ဒါနဲ့ပဲစစ်ဆက်ဖြစ်သွားပြီးလက်တက်ဖို့3 လလုံးမှာဟိုကသူ့ထက်တော်တော်ငယ်ပြီးတော်တော်လေးတဲ့ကောင်မလေးတစ်ယောက်နဲ့ခုပြေးသွားရောလေ။အဲ့ဒီမှာမောင်ရဲ့စိတ်တွေကလုံးဝခက်ထန်ကျန်းရှာသွားတော့တာပါပဲ။ယောက်ျားတွေဆိုလဲအယမ်းမုန်းသွားတယ်။ငကိုတွေကစိတ်တိုစိတ်ဆက်ဒေါသဖြစ်လွယ်သူပါသူ့တန်ကိုခံနိုင်တဲ့ယောက်ျားဆိုတာလဲရှားမယ်မရှားပါဘူးအန်တီလေးရဲ့သူ့တန်ကိုခံချင်လို့ပဲသူ့အနောင်ရောက်အောင်လာခဲ့တဲ့သူပါဟုတ်ပါတယ်လေအန်တီလေးပြောသလိုဆိုရင်မောင်ကတနာစရာကောင်းနေသူပါပဲဟုတ်တယ်ကွမောင်ကစိတ်ရင်းကတော့တကယ်ကောင်းတယ်ဒါကြောင့်စကားပြောတာခက်ပြက်ပြက်ဖြစ်ပေမဲ့သူ့အလုပ်မှာအောင်မြင်နေတာပေါ့စီးပွားရေးလုပ်တယ်ဆိုတာချိုးတာနေမှရတာသူကတော့ခက်တီတီခက်ပြက်ပြက်ပဲဒါမဲ့ဒီဇိုင်းထွင်တာတော်တယ်ရက်ချင်းမှန်တယ်ဂရိတီတယ်ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တော့သူ့စီမှာအလုပ်အပ်ချင်သူတွေကဝိုင်းဝိုင်းကိုလဲလို့ပေါ့အန်တီလေးကြီးရတာမောင်တော်တော်ချစ်တယ်နဲ့တူတယ်နော်သူ့တူမအကြောင်းပြောပြတာများမျက်နှာကိုပြုံးလို့အော်အန်တီလေးဘဝမှာခင်တွေ့စရာဆိုလို့သူပဲရှိတာပဲလေသူကလေးကိုအေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်ရှိတာပဲမြင်ချင်တာပါအဲ့လိုလုပ်ပေးနိုင်မဲ့သူရှင်သိတ်ကောင်းပါပဲရှိပါတယ်အန်တီလေးရဲ့နန္ဒာလေးဟဲနန္ဒာကလေလူတွေကိုသိပ်ပြောစီချင်တာပျော်အောင်လေးကူညီတတ်တယ်နန္ဒာကြောင့်လူတွေစိတ်ချမ်းသာသွားရင်နန္ဒာအပျော်ဆုံးပဲကဲမောင်ပြန်လာခဲ့နီးပြီနန္ဒာတမယာရီတော့ဖြော်လိုက်အောင်မယ်အန်တီလေးကပါဇက်အဟောင်းသားပွင့်ပြီးကြံရိတ်ခဲ့ချိန်မှာသူကမိဖို့ကြောင့်နေကိုဝင်ကတမယာရီကိုကိုယ်တိုင်ဖြော်တယ်အေးရွှေကလည်းဖြော်တတ်ပေမဲ့သူကသူမအတွက်စေတနာဗရန်ဘွားနဲ့ကိုယ်တိုင်ကိုကြပဲဖြော်ပါတယ်အချိုးအစားကျနာစွာဖြော်ဆက်တာမို့လို့ကြီးကြီးတဲ့သူတော်မှရှာလေသွားရတယ်ရေခဲတုံးလေးတွေထိတ်နေတော့မှပဲအိမ်ရှိကကားရက်တန်ကြရင်သူကခွက်ကိုမကကြီးလာခဲ့တော့တယ်မောင်ပြန်လာပြီလားဒီမလေးအမောပြေတမယာကြီးအေးအေးလေးတောက်လိုက်ပါအောင်သူမကသူ့ကိုတစ်ချက်လောက်အကဲခက်တယ်လို့ကြည့်ကသူ့လက်ထဲကတမယာကြီးခွက်ကိုလှမ်းယူရင်ကျေးဇူးပဲလို့ခတ်တိုးတိုးဆိုတယ်အိုးကျေးဇူးတင်စရာမလိုပါဘူးနန္ဒာကျေးဇူးအတင်ခံချင်လို့လုပ်ပေးတာမဟုတ်ဘူးဘလို့လဲကောင်းရဲ့လားကောင်းပါတယ်ကဲရှင်လုံးဆရာရှိတာသွားလုပ်ပါကျမအန်တီလေးနဲ့စကားပြောမလို့အော်ပြောပါနန္ဒာမနှောက်ရှက်ပါဘူးဒါပေမဲ့မောင်ကိုထက်ခွင့်တောင်းတာပါစန်တီးကြရင်နန္ဒာရဲ့နားရက်နော်အဲ့ဒါစနေနေ့ညအိမ်ပြန်အိပ်ပြီးစန်တီညနေကျမှပဲပြန်လာမယ်လို့ကောင်းပြီလေဒါပေမဲ့လိုအပ်တာတွေတော့အေးရွှေကိုပြပေးခဲ့ပေါ့စိတ်ချပြစရာရှိတာအကုန်ကိုပြခဲ့မှာဘာရဲ့အော်မောင်ပြောတဲ့လိုအပ်တာတွေကိုပြောတာပါမောင်တို့အဆင်ပြေအောင်ဟင်းတွေပါချက်ပေးသွားပါမယ်အဲ့ဒါစနေနေ့ညအိမ်ပြန်အိပ်ပြီးစန်ဒေးနေ့ကျမှပဲပြန်လာမယ်လို့ကောင်းပြီလေဒါပေမဲ့လိုအပ်တာတွေတော့အေးရွှေကိုပြပေးခဲ့ပေါ့စိတ်ချပြစရာရှိတာအကုန်ကိုပြခဲ့မှာဘာရဲ့အော်မောင်ပြောတဲ့လိုအပ်တာတွေကိုပြောတာပါမောင်တို့အဆင်ပြေအောင်ဟင်းတွေပါချက်ပေးသွားပါမယ်ရပါတယ်ကွယ်တရက်တလေပဲဥစ္စာဆိုင်ရောက်ဝယ်စားလေးရပါတယ်ခါတိုင်းလေးဖြစ်တယ်လို့စားနေရတဲ့ဟာပဲတပတ်တစ်ခါလေးအမေအိမ်ပြန်ရတာအေးစစ်စစ်ပြန်ပါဟုတ်အန်တီလေးအော်မောင်ထမင်းစားရင်ပြောတော့စားကန်နေတော့မှကြောက်ပွင့်တုံမှမှုလို့လေဟုတ်ပါပြီသွားလို့လည်းရပါပြီသူမကသူ့ကိုတော်တော်ချစ်တယ်ထင်ရတယ်ဇုကိုပဲနှင်ထုတ်နေတာကြောင့်သူကဟင့်ကနေပဲခြေဆောက်ကထွက်လာခဲ့ရတယ်တကယ်တမ်းမှာမိမရှာစိတ်မရှိပါပဲနဲ့အချောက်ပုံစံလုံးရတာမလွယ်လှပါဘူးတခါတလေကြတော့လေဒီလိုမျိုးဘာကြောင့်လုံးမိသွားတလေဆိုတာကုစဉ်းစားမရပါဘူးဒါပေမဲ့သူကြည်နေပါတယ်တနေ့ထက်တနေ့ပိုတူးကချစ်မိနေပြီဖြစ်တဲ့သူမနဲ့ဒီလောက်အနီးကပ်နေခွင့်ရတာကသူ့အတွက်ကြည်နေဖွယ်အတီးပဲဖြစ်ပါတယ်နောက်ဆုံးတော့သူမကိုပိတ်ဆက်နေရတာကသူ့ရဲ့မဟာချစ်ချင်းတစ်ခုပဲဖြစ်ပါတော့တယ်အမလီကျေးဇူးရှင်ပေါ်လာသေးတယ်နော်ငါမှတော့နေမဲထိတ်ပေါက်ခေါင်းကွဲပြီးရောက်လာမလားမောင်းပတ်တာပဲငါ့ကိုဘယ်နေလာဆဲမလဲတထိတ်နဲ့စောင့်နေရတာသတိမကြပါမကြနဲ့တော်တော်ဦးစကေနေတယ်ပေါ့လေထင်းတဲ့အတိုင်းပဲဖြစ်ပါတယ်မရောက်တာကြပြီဖြစ်တဲ့မာကြီးတန်းရဲ့အလှပြင်ဆိုင်ကိုရောက်သွားတာနဲ့မာကြီးတန်းရဲ့အော်ဟီတန်ကိုစတင်ကြားရတော့တယ်သူကမာကြီးတန်းအကြိုက် special လောက်လာတဲ့ဘဲကင်ကိုအာပါတရကင်ပြကဟဲကနေမျက်နှာချိုးသွေးမှမအိုကေသေးပါဘူးမာကြီးတန်းရဲ့ကိုအမကြီးကိုအမြဲတမ်းပဲတတိယနေတာပါကျွန်တော် off ကဒီနေ့မှလေအဲ့ဒါကြောင့်မာကြီးတန်းစီကိုအပြေးလေးလာရတာပြောလိုက်ရင်တော့စင်ကြီးအပြည့်ပဲဖုန်းကလည်းအမြဲဆက်ပိတ်ထားတော့ဘယ်ကိုဆက်သွယ်ရမှန်းအောင်မသိဘူးဖုန်းကဘာကြောင့်ဆက်နေရသည်ပိတ်ထားရတာလေ။အော်သူများအိမ်မှာထမင်းချက်သွားလုပ်တဲ့သူကဟန်ဖုန်းကြီးတကားကားနေဆိုရင်
ဘဲကြည့်ကောင်းမှမလဲဒါကြောင့်ဖုန်းကိုတမင်ဆက်ပိတ်ထားတာဆက်စရာရှိမှပဲဖွင့်ဆက်တာအကြောင်းပြချက်ကတော့ဟုတ်နေတာပဲကဲဘလို့လဲအချိန်ကြီးကဘာထူးကြလဲဘာထူးကြရမှာလဲအခုလောလောဆယ်တော့ဘာမှမထူးကြဘူးပေါ့အဲ့ဒီမောင်းဘက်တာတော်တော်အကျော်မာတာပဲနော်တနေ့ကုန်ဒီလိုတစ်ခါပြုံးတာတော့မမြင်ဘူးသူ့တုံကတော့သဘောကောင်းပါတယ်ဟုတ်တယ်ဟေ့မသိရင်တော့ဘတ်တာရဲ့စတိုင်ကတလောကလုံးသူရှာကျွေးနေရတဲ့အတိုင်းပဲဒီပေါင်းမင်းနန္ဒာရဲ့မင်းတို့ကမေးစမ်းမရစေအောင်နင်းသူ့ကိုတကယ်ချစ်တယ်ဆိုရင်ဒီလိုပုံစံကြီးနဲ့ရှေ့ဆက်ဘလို့စကန်းသွားမလဲဟဲ့ဟာဟာသူဒါကိုပဲတိတ်တိကျင်နေတယ်ကဲပါဒီလောက်တိကျင်နေတော့လေပြောပြရတာပေါ့ကျွန်တော်သူ့ကိုလိလာခံမှန်းကြည့်ရတဲ့လောက်ကတော့သူစိတ်တန်ရာရနေတဲ့သဘောပဲဗျလက်ရှိဘဝကိုစိတ်ကုန်နေတာစိတ်ပြက်နေတာမဟုတ်ပဲစိတ်မှာတန်ရာရနေတဲ့သဘောပဲတန်ရာဆိုတဲ့အတိုင်းအဲ့ဒါကိုပြအောင်ကုစားဖို့ကအချိန်တစ်ခုလိုတယ်စီးဝါးလိုတယ်ကျွန်တော်ကသူ့နားမှာနေပြီးသူ့တန်ရာတွေကိုပျော်ရွှင်ခြင်းစီးဝါးနဲ့ကုစားပေးချင်တာပျော်ရွှင်တာပဲဖြစ်ဖြစ်ဝမ်းနေတာပဲဖြစ်ဖြစ်အဲ့ဒီအရာတွေကဗိုင်းရပ်စ်လိုပဲအနာကလူကိုကူးစက်ပြန့်နှံ့တဲ့သဘောရှိတယ်ကျွန်တော်ကပျော်နေပြီးဟာတာတွေရှောက်လို့ပြတော့အခုပထမဆုံးသူ့တော်အန်တီလေးပြောတယ်နောက်သူဘာပြောလာလိမ့်မယ်လူဟာပျော်ရွှင်နေတဲ့အခါမှာအကောင်းမြင်စိတ်တွေရှိလာမယ်လောကကြီးကိုလည်းကျဉ်းတတ်တဲ့စိတ်နဲ့အကောင်းဘက်ကမြင်တတ်လာမယ်အဲ့ဒီခါကျရင်စံတဲ့အရာတော်တော်များများကိုအိုကီအောင်လုပ်လို့ရပါတယ်နေဟာနဲ့နေတော့ဟုတ်နေတာပဲပြီးတော့မှသာဘလို့ဖြစ်မယ်မသိငါတော့နေ့အစားရေလေးတာပဲရေလေးမှာပေါ့မာကြီးတန်းစီးထိုးထားတာအောင်ဟဲ့နေဘာပြောတာလဲတောက်ကောင်လေးတေတော့မှာပဲဟုတ်ဘူးလားလို့မသိတာကြနေရပဲဟာဟာဟာတော်စမ်းပါငါထိတ်ခေါက်လို့တေတော့မယ်နေနော်အပြင်မှာပြောင်ဆက်ဆက်လုပ်နေရအရေးမကြီးဘူးကိုအိမ်သွားပြီးဒီလိုပောက်ကရချိုတွေသွားချိုးလို့ကတော့ခွမ်းမေသားမဲ့မခွမ်းပါဘူးတို့များလမ်းအောင်မှာသူ့ရဲ့ပြောင်ဆက်ဆက်အချောက်စတိုင်ကိုမာကြီးတန်းကနှာခေါင်းတစ်ချက်ရှုပ်ကအေးလမ်းမဲလမ်းမလားခွမ်းပဲခွမ်းမလားတော့ကြည်ရသေးတာပေါ့လေနေကတော့မနိုင်ဘူးဟေ့တကုံမဲကျွန်တော်ကတော့တိတ်ဆိတ်မပူပါဘူးကျွန်တော်ကသူ့ကိုချစ်တာပြင်စေတနာတစ်ခုပါအစ်စ်ပါတာဗျအစားစားရရကောင်းစီခြင်းနဲ့စေတနာတစ်ခုပေါ့အဲ့ဒီစေတနာကြောင့်ကျွန်တော်ဘယ်ရာပဲလာမကြောက်ပါဘူးအဖြစ်လို့လဲဆိုတော့စေတနာသည်တူတော့အကျိုးပေးဗျအဲ့ဒါကြောင့်အေးပါနေဆက်နေနိုင်အောင်ကနိုင်ပြီးတာပဲနေကိုရွှေချူးကတော့မင်းနေသေးတယ်ဟာတော့မပြောနဲ့သူကရှော့ရှိတယ်ဘဲကင်လေးမြုပ်ပြီးကျင်းနေလိုက်ပါမာကြီးတန်းရင်နောက်တစ်ပတ်ကြာရင်လေမာကြီးတန်းအကြိုက်ကက်ကက်တစ်ပေါင်းခဲ့မယ်နော်မနိုင်ဘူးတကုံပဲကဲအဲ့ဒါဆိုလေကျွန်တော်လစ်တော့မယ်ဗျာတက်တာသူကမာကြီးတန်းကိုနှုတ်ဆက်ကပြန်ထွက်လာခဲ့တယ်ဒီနေ့တနင်္ဂနွေနေ့ဖြစ်တာကြောင့်သူကမောင်းဘက်တာတို့အိမ်ကိုညနေပဲပြန်ဝင်ရမယ်ခြားထဲမှာအချိန်ရသေးတာကြောင့်သူကပြင်းရှိတာနဲ့shopping mall တွေရှောက်ပတ်ဖို့ဆုံးဖြတ်လိုက်တယ်ဒီအတွက်တက်စီတစ်စီးကိုထားကတကုံစန်တာကိုမောင်းခိုင်းလိုက်တယ်တကုံစန်တာကိုရောက်ရင်ဟိုတီရှောက်ကြည့်နေတော့မှပဲရှောင်ကျင်တဲ့သူနဲ့တက်တဲ့ကိုတိုးတယ်ဟိတ်အမလီပလုတ်တုတ်မင်းဘယ်ပြေးမလဲမိရွှေတဲ့အောင်မဲသူကများငါပြူးကပြဲပြနေသေးတယ်ငါပြူးတာနေရဘလို့သိလဲတိတ်ဆန်းနေဘယ်ပြောင်းနေရလဲပြောစမ်းနေဖုန်းကိုဆက်တော့လေဖုန်းကအဲပါဆက်ပိတ်ထားတယ်ဘယ်ပြောင်းနေတာလဲဒီလိုတော့ရှော့ထားလို့မရအောင်နော်ဒါကဂျီရိုနဲ့တည်းသွားပြီးစိတ်ရင်းရှင်းမယ်အေးစေးဘောဟာနေရဖေးလာတာလေမတွေ့တာကြားလို့လားမသိဘူးနော်ရွှေချူးမနေပူရုပ်ဆိုးလာတယ်လို့ပဲသိအောင်မယ်လာခဲ့နေကိုတွေ့တော့ညှင်းစေရမယ်ဟဲ့ကောင်နေတခါတွေ့ပြီခြိတက်ဂိုးတူဂျီရိုနဲ့ရွှေချူးကသူ့လက်မောင်းကိုဆွဲကခေါ်သွားတဲ့အတွက်သူ့မှာရက်ကန်နဲ့ပါသွားရတယ်ကာလိကာမအုပ်စုနဲ့ဂျီရိုနဲ့ဆိုင်ထဲမှာချွတ်ညံတဲ့ဒုက္ခကိုခံရတယ်ဟိုဟာသွားယူဒီဟာသွားယူနဲ့စုံအောင်ယူပြီးမှဆင်လာလောက်ကြတယ်ကဲပြောစမ်းမအောင်ဒီကဘယ်ရီပြောက်နေရလဲဘယ်သူမှမပြောက်ဘူးပူလို့အပြင်မထွက်တာနင်တို့ကရောဒီကိုဘာလာလောက်တာလဲဒီမှာရှူတင်ရှိတယ်ဟဲ့အခုခဏနာတော့အေးသွားတောက်မယ်ဆိုပြီးထွက်လာတာနေကန်ဆိုးကျင်တော့နင်ကိုတွေ့တာပဲလေဟဲ့ရပါတယ်ဒီလောက်ကတော့အသေးဖွဲပါစားကြတောက်ကြမျိုးကြစုကြအောင်မငါကကြုံလို့ဆွဲတာနော်မကြုံရင်မဆွဲဘူးပေါ့တကူးတိကောင်မဆွဲချင်ဘူးပေါ့တိတ်ဆန်းနေရလေစကားပြောရင်အနှောက်သွားမလို့နဲ့ဟဲ့တုံးကပြောလို့ကျုပ်ကပြောရတာလေဒီစကားကိုတုံးကစပြောတာပါနော်တော်ပဲကြုံလို့ဆွဲတာလို့စပြောတာလေသူကအားရပါရဟန်နဲ့အဲ့ဒီစကားတွေကိုသူကလက်ဖိုးကနှစ်ဖက်ရိုက်ပြီးအချောက်ပုံစံနဲ့ခါးရီပါထောက်ကအရှုံးဖောက်လိုက်တော့ရွှေချူးတို့တအုပ်စုလုံးကတဝဝတခါနဲ့ပွဲကျသွားတယ်သူကလေသူပဲဖြစ်ပါတယ်လူကြားသူကြားတွေဘာတွေတိတ်နာမလဲဘူးသူစိတ်ကူးပေါ်လာရင်ပေါ်လာတယ်လို့ဘာပဲဖြစ်ပေါ်ပြလိုက်တာပဲဖြစ်ပါတယ်ဟုတ်ပါတယ်သမီးတို့ကစပြောတာဟုတ်ပေမဲ့အဲ့လိုကြီးတော့မပြောနေပေါ့လို့နန္ဒာတိတ်စိမ့်တာ哦ဘာလဲအတိတ်တွေ့နေရလားပြောစမ်း
တွေ့ကြလားတွေ့ကြလားပြောစမ်းပါအောင်တီးဘူးလေအစင်လေးတွေများတွေ့နေပြီလားလို့တိတ်ဆန်းညားတို့ကအစင်လေးတွေမကြိုက်ဘူးအကိတ်ကြီးတွေမှကြိုက်တာဟဲအကိတ်ကြီးဆိုပါလားအကိတ်ကြီးဆိုတာဘယ်လိုဟာမျိုးလဲအကိတ်ကြီးဆိုတာလားအကိတ်ကြီးဆိုတာကဟေးသူကအားရပါရဟန်နဲ့ပြောတော့မယ်လုပ်ပြီးမှရင်ကနေဖြစ်သွားတယ်အချောင်းမှာသူ့ကိုစူးရတဲ့မျက်ဝန်းတစ်စုံကလှမ်းပြီးတော့အကဲခတ်နေတာကြောင့်ဖြစ်ပါတယ်သူလုံးဝမျှော်လင့်မထားတဲ့မောင်ဘတ်တာဟာကောင်တာနားမှာရက်ကသူ့ကိုလှမ်းကြည့်နေတယ်သူကအဲကနေဖြစ်သွားကစပင်မွေးတွေထောင်သွားတယ်လို့ဖီလင်လိုခံစားပြီးမှယူကျင်အောင်ဆောင်ပြီးအဲကနေသွားဖြစ်ပြလက်တစ်ဖက်ကိုထောင်ကနှုတ်ဆက်လိုက်ရတယ်သူမကဘာမှမပြောတော့ပဲနှကန်းကိုတင်းတင်းစေးကတစ်ဖက်ကိုပြန်လှည့်သွားပါတယ်ဟုတ်ကဲ့ပါအခုနားဆင်ကြရတဲ့ဇလန်းကစာရေးသူစုမြတ်မမုံရေးသားထားတဲ့မောင်သဘောဆိုတဲ့ဇလန်းလေးရဲ့အပိုင်း1ကိုနားဆင်ကြရတာပါဆက်လက်ပြီးအပိုင်း2ကိုတင်ဆက်ပေးမှာမလို့ပရိသတ်များအားလုံးကစောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်